လုံးစုံသောအကုသိုလ်သူသည်များတက္ကရာရိကြောင့်ဖြစ်တယ်ဒီဆုံးဖြတ်ချက်ချချက်သမှာအလုံးစုံသောအကုသိုလ်ဖြစ်ခြင်းလားဖြစ်ဘုရုကြောင့်ပါလေတက္ကရာရိကြောင့်ဟောတက္ကရာရိကြောင့်ဖြစ်တာကြီးပဲလို့ဒကာဓမ္မတွေမှတ်ထားတော့တက္ကရာရိမဖြုတ်တွေ့ကာလပတ်လုံးဘယ်အကုသိုလ်မဖြစ်ဘူးလို့မဆိုကြနဲ့တော့မှန်ပါဗျာအမေလည်းတတ်မှာပဲဖေလည်းတတ်မှာပဲဘုရားလည်းပြမမှာပဲသံဃာလည်းသင်္ခေါ်မှာပဲဘာကြောင့်တော့ဆိုလို့ရှိရင်တက္ကရာရိရှိနေလို့ရှိရင်မပြုတ်နိုင်တဲ့အကုသိုလ်မရှိလို့မှတ်ကြစမ်းပါမှန်ပါဗျာဒါဖြင့်စကားသွားပြန်ပဲလို့မှတ်ကြပါတဲ့အလုံးစုံသောအကုသိုလ်တွေဟူသည်ဟာတက္ကရာရိရှိလို့ဖြစ်တာကြီးပဲမှန်ပါဗျာအလုံးစုံသောအကုသိုလ်တွေသိဉ္ဇဉ်လို့ရှိရင်လည်းတက္ကရာရိသိဉ္ဇဉ်အကုန်သိဉ္ဇဉ်မှန်ပါဗျာဒါပြန်ဘယ်လိုရေးကြည့်တယ်ဆိုတာဓမ္မတွေပေါ်ရောပေါ်ပါဗျာပါပါလိမ့်တက္ကရာဒိဋ္ဌိဆိုတဲ့ဥစ္စာဒီဓမ္မတို့ပေါ်လာတဲ့ဓမ္မလေးကိုပေါ်လာတဲ့ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ပေါ်ခြင်းဓမ္မပေါ်လာလေးကိုငါထင်တာဟူသည်တက္ကရာဒိဋ္ဌိလို့မှတ်ပါပေါ်လာတာလေးကတော့ဖြင့်တက္ကရာပါပဲတဲ့ဒါလေးငါထင်လိုက်တဲ့အတွက်ဒိဋ္ဌိဖြစ်တယ်တက္ကရာနဲ့ငါထင်တာနဲ့ပေါင်းလိုက်တော့တက္ကရာဒိဋ္ဌိသွားဖြစ်ပေါ်လာတဲ့တရားကတက္ကရာဒါလေးမိမိကငါပဲသူပဲလို့ထင်လိုက်ရင်ဘာဆိုကြဒိဋ္ဌိပေါ်လာတာကဒါလေးကိုငါပဲသူပဲထင်လိုက်ရင်ဒိဋ္ဌိပေါင်းပါလားဒါဖြင့်တက္ကရာတက္ကရာနဲ့ဒိဋ္ဌိနဲ့ပေါင်းလိုက်တော့တက္ကရာဒိဋ္ဌိသွားဖြစ်တယ်လို့ဓမ္မတွေမှတ်ထားတာပေါ့တက္ကရာဒိဋ္ဌိဆိုတော့မသိဘဲနဲ့မှဆိုရဘောဓနာမျိုးလုံးသားမမြင်စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကတက္ကရာတော့မှတ်လိုက်ငါမြင်တယ်လို့သာဆွဲကြည့်လိုက်ဒိဋ္ဌိပါလာပေါင်းလိုက်တော့ဘယ်နဲ့လာဖြစ်တက္ကရာကိုငါလုပ်လိုက်တဲ့တွေ့ငါထင်လိုက်တဲ့တွေ့ဥဝဒိဋ္ဌိဖြစ်သွားတယ်မှန်ပါပါဒါဖြင့်တက္ကရာနဲ့ငါထင်တာနဲ့ပေါင်းလိုက်ရင်တက္ကရာဒိဋ္ဌိဖြစ်ပါတယ်မှန်ပါပါကြားတဲ့စိတ်ကလေးပေါ်လာတဲ့ဓမ္မတော့ငါကြားတယ်ဆိုလို့ရှိရင်ဖြင့်ကြားတဲ့စိတ်ကတော့တက္ကရာပဲအဲ့ဒါလေးငါထင်လိုက်တဲ့အတွက်ဘယ်နဲ့ဆိုကြဒိဋ္ဌိပေါင်းလိုက်တော့ဘယ်နဲ့ဖြစ်တက္ကရာနဲ့ဒိဋ္ဌိနဲ့ပေါင်းလိုက်တာပဲပေါင်းလိုက်တော့တက္ကရာဒိဋ္ဌိဖြစ်တာပဲဆိုတာဓမ္မတွေမှတ်ထားဖို့ပဲနော်ကောင်းပြီဒါဖြင့်ဓမ္မတို့ဒီတရားလေးကောင်းလိုက်တာဘယ်လိုကောင်းတာတော့ငါကိုယ်တိုင်ကောင်းတာဆိုလို့ရှိရင်ဖြင့်ဝေဒနာလေးကတက္ကရာတရားဒါလေးငါကောင်းတယ်လို့ထင်လိုက်တဲ့ငါဝင်ပြီးကောင်းလိုက်တာနဲ့ဒကာဓမ္မတို့စဉ်းစားကြည့်ပါလားတဲ့တက္ကရာဒိဋ္ဌိဖြစ်မှန်ပါပါဖြစ်ဘူးလားဖြစ်ပါပါဒါဖြင့်တက္ကရာကတော့ဒီလိုလုံးကတက္ကရာလို့မှတ်လိုက်တာပေါ့ပရမတ္ထယုံနာဓမ္မတွေဘာခေါ်ကြအဲဒီသူ့အသွင်နေတဲ့တက္ကရာကဘာမှပြည့်မရှိပါဘူးသူ့အသွင်နေတဲ့တက္ကရာကဘာမှမရှိပါဘူးဘာမှမဖြစ်ပါဘူးဒကာဓမ္မတွေနှိမ့်ဆက်ပါဘူးငါလို့ဝင်ထင်လိုက်တဲ့အထင်မှားလေးအယူမှားလေးအဲ့ဒီအယူမှားဒိဋ္ဌိကြောင့်ပေါ်လာတဲ့စိတ်ပေါ်လာတာငါဝေဒနာပေါ်လာတာငါသင်ညာပေါ်လာတာငါရုပ်ပေါ်လာတာငါဒီလိုယူလိုက်တော့တက္ကရာပေါ်မှာငါဆိုတဲ့အမှားလေးပါသွားတဲ့အတွက်တက္ကရာဒိဋ္ဌိဖြစ်ရတယ်မှန်ပါပါရှင်းပြီနော်ရှင်းပါပြီဒါဖြင့်ဘုရားခင်ကိုရမေကြီးကဘုန်းကြီးတို့လိုပဲခန္ဓာ၅ပါးရှိတာပဲရှိပေမဲ့သူ့မှာဒီဒိဋ္ဌိကသောတပတိမရပြီဘောဓိပင်နဲ့ရွှေပလင်မာတွေကဖြုတ်လိုက်တဲ့အတွက်တက္ကရာသာရှိဒိဋ္ဌိမရှိပါဘူးတပည့်ကြတက္ကရာသာရှိဒါကြောင့်ပရမတ္ထအပြင်ထင်ရှားရှိနေတာတက္ကရာလို့မှတ်ထားလိုက်တော့ဒီပေါ်ငါသူတော်ယောက်ျားမိန်းမမထင်လို့ရှိရင်ဒါတက္ကရာသာရှိဒိဋ္ဌိမရှိပါဘူးလို့မှတ်လိုက်တာပေါ့ရှင်းနေပြီနော်ကောင်းပြီဒါဖြင့်ဓမ္မတို့တက္ကရာဒိဋ္ဌိကြောင့်မဖြစ်ဘူးတဲ့အကုသိုလ်တွေအကုန်ဖြစ်ရမှန်ပါပါတက္ကရာဒိဋ္ဌိပြုတ်လိုက်လို့ရှိရင်အပယ်ကျတဲ့အကုသိုလ်တွေဟူတွေအကုန်ပြုတ်ဒါဖြင့်ဥက္ကမောင်တို့စဉ်းစားကြည့်တာအပယ်ကျတဲ့အကုသိုလ်ဟူတွေတက္ကရာဒိဋ္ဌိကြောင့်ဖြစ်တာပါလားမှန်ပါပါဗျာတခြားသောအကုသိုလ်တွေလည်းရှိဘူးလားရှိတယ်အဲ့ဒါတက္ကရာဒိဋ္ဌိမရှိတဲ့ပုဂ္ဂိုလ်မှဖြစ်လို့ရှိရင်ပယ်ကျသေးရလားမကျပါဘူးဒါဖြင့်ဓမ္မတို့တခြားသောအကုသိုလ်တွေနဲ့တက္ကရာဒိဋ္ဌိဘယ်ဟာကြောက်เสียကောင်းကြုံမေးမနဲ့ဆိုကြတက္ကရာဒိဋ္ဌိတက္ကရာဒိဋ္ဌိကဝင်နိုင်တာကကုသိုလ်လည်းသူဝင်နိုင်တာပဲအကုသိုလ်ပြုတဲ့နေရာမှာဝင်နိုင်ပါဘူး
ဒါဖြင့်အကုသိုလ်တွေနဲ့သူဝင်တယ်ဆိုလို့ရှိရင်ဖြင့်တဲ့သူ့ကြောင့်ပဲသူဝင်ပြီးဒီကလာနေသောကြောင့်မဖြစ်ဘူးတဲ့မဖြစ်ထိုက်တဲ့အကုသိုလ်တွေလည်းအကုန်ဖြစ်ရဒါဘုရားကြောင့်ပါလေတက္ကရာရိတိကြောင့်မဖြစ်ထိုက်တဲ့အကုသိုလ်ကြီးကြီးတွေလည်းအကုန်ဖြစ်ရတယ်နော်သူတော့ဖြုတ်လိုက်တဲ့အခါကျတော့ကိုအပယ်လေးပါးရောက်စေတတ်တဲ့အကုသိုလ်တွေဟူတွေ့သည်ဥက္ကမမရှိဘူးဆိုပါလားမှန်ပါပါဗျာဒါဖြင့်ဓမ္မတို့အကုသိုလ်ဟူတွေ့ရေတော်မြတ်ဟာလည်းတက္ကရာရိတိပဲလာတွေ့ပြန်မှန်ပါပါမတွေ့ဘူးလားတွေ့ပါဗျာဒါဖြင့်ဓမ္မတို့တက္ကရာရိတိကကြောက်เสียကောင်းတယ်ဆိုတာသဘောကျလားမှန်ပါပါတက္ကရာရိတိကိုတော့ကမ္မတက္ကဋညာနဲ့လည်းမဖြုတ်နိုင်ဘူးမှန်ပါပါကမ္မတက္ကဋညာနဲ့လည်းမဖြုတ်နိုင်ဘူးကံကံကျိုးယုံကြည်တဲ့သဘောလေးနဲ့လည်းဖြုတ်လို့မရသေးဘူးကံကံကျိုးယုံကြည်ပြီးဒီကလာလူတံပေကံပြီးဒီကလာနေတာနဲ့လည်းဖြုတ်လို့မရသေးဘူးဇန်တရားသမထတရားတွေကြိုးစားနေတယ်ဖြင့်လေဖြုတ်လို့မရသေးဘူးဒါဖြင့်ဓမ္မတို့ဝိပဿနာသမာဓိရှိမှဖြုတ်နိုင်တယ်ဖြုတ်ဖို့ရလမ်းစာရှိဥစွာတွေ့တော်တယ်ဆိုတာရှင်း납ပလားရှင်း납ပါဗျာဒါဖြင့်အပေလေးပါးကပိတ်တယ်လို့ဆိုလို့ရှိရင်ဖြင့်နိဗ္ဗာန်ကဟင်းလင်းပွင့်တာထောက်လို့ရှိရင်ဖြင့်တက္ကရာရိဖြုတ်ဖို့ဝိပဿနာလုပ်ပဲကိုးစားရအားထားရတို့ဒီကားလို့ဆိုရင်ဖြင့်ကိုးစားမှုအားထားမှုပြုရတော့မှာပဲလို့မှတ်ထိုက်စမ်းဝိပဿနာကြံပေါ့ဗျာဒါပဲကိုးစားမှုအားထားမှုပြုရတော့မယ်ဆိုတဲ့ဥစ္စာသုံးရချပါခိုင်းတာဖြင့်တက္ကရာရိပြုတ်တယ်မပြုတ်တယ်ဥက္ကမောင်ဘယ်လိုလုပ်သိမလို့လို့မေးတဲ့အခါကျတော့မှဓမ္မပေါ်လာတဲ့အခါမှာသိတာပဲနော်မှန်ပါပါကဲဓမ္မတို့ဒီနေ့တော့ဖြင့်ပရိစ္ဆေသမုပ္ပါဒ်တန်းပြီးတော့ပြပါတော့မယ်တဲ့ဓမ္မတို့မှာမြင်တဲ့စိတ်ကလေးပေါ်တယ်လို့ဆိုလို့ရှိရင်ဖြင့်တဲ့အလိုလိုပေါ်တယ်လို့တော့မယူကြပါနဲ့နော်မှန်ပါပါကိုယ်မှာမသေးသေးတဲ့သက္ကုပ္ပတာတွေရှိနေသေးတယ်လူတွေနဲ့သက္ကုပ္ပတာတွေမရှိဘူးမှန်ပါအကြည့်ရုံမရှိဘူးမှန်ပါလူကြတော့အသားဆိုင်တာရှိတော့တယ်ဒီအကြည်ယုတ်ကလေးကန့်ညောင်ဖြစ်တဲ့အကြည်ယုတ်ကလေးမရှိတော့ဘူးအဲ့ဒီအကြည်ယုတ်ကလေးဆိုတာမှန်လေးပါအဲ့ဒီမှန်လေးနဲ့ဒကာဓမ္မတွေကသွားပြီးတက်လိုက်တာပေါ့ဗျာတက်ကျင်တဲ့ပဲတက်လိုက်ကိုကြည့်ကျင်တဲ့ပဲတက်လိုက်တာပေါ့တက်လိုက်တော့ပန်းပဲတက်လိုက်လို့ရှိရင်ပန်းမြင်တဲ့စိတ်ကလေးပေါ်လာတာဟုတ်ပါဘူးသဘောကျရေပဲတက်လိုက်ရင်ရေမြင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုတော့ခုနကအကြည်ပေါ်မှာလာလာပေါ်တယ်နော်ကောင်းပြီဒါဖြင့်အကြည်ပေါ်မှာဒါဖြင့်ဘုရားကသက္ခုံစပဋိစ္ဆာဟောဒီမျက်လုံးမသေးခင်အကြည့်ရုပ်ကလေးရှိသေးတယ်ကွာဒီကြည့်ရုပ်ကလေးကဒီဘက်ကအရှင်းဘက်ကတက်လိုက်တာပေါ့ကွာတက်လိုက်တဲ့အခါကျတော့အရေးကလေးတော့ဖွယ်ဒီမှာမြင်စိတ်ကလေးရတယ်ဓမ္မတို့အလဲမှာမျက်လုံးထဲမှာပေါ်လာတယ်နော်အဲဒီမှန်လေးပေါ်မှာအရေးလာထင်လားဒါမြင်စိတ်ကလေးလို့မှိုက်တာပေါ့သဘောကျဒါပြန်ဓမ္မတို့ဒီမြင်စိတ်ကလေးဟာဒီမျက်လုံးအကြည့်လဲအကြောင်းရှိနော်ဟိုကမြင်ရပစ္စည်းတစ်ခုဘာမရှိဘူးဒါပြန်မျက်လုံးကြည့်နေမြင်ရပစ္စည်းနဲ့တဲ့လို့ပေါ်တာပေါ့ဗျာမြင်စိတ်ကလေးအရေးကလေးရလေမြင်စိတ်နဲ့တူတဲ့အရေးကလေးအရေးနဲ့တူတဲ့မြင်စိတ်ကလေးမပေါ်လာဘူးလားဒါပြန်ဒါစိတ်ပေါ်တရားဓမ္မတွေဒါလေးကိုကြီးပါကြည့်နေတယ်ခင်ဗျားပါကြည့်နေတယ်မင်းကိုယ်တိုင်မြင်ခဲ့သလားအိုးငါကိုယ်တိုင်မြင်ခဲ့တယ်ဒါလေးကမြင်တာကိုငါလို့ယူပလိုက်ကြတယ်မြင်စိတ်ကလေးကမြင်တာကိုငါကမြင်တယ်လို့ယူပလိုက်ဒါဖြင့်မြင်စိတ်ကလေးဒီကားလို့ဆိုရင်ငါပဲလို့ယူကြပါဘူးယူကြပါဘူးဒါဖြင့်တရားဓမ္မတို့ဒါလေးကသက်ကာယဒါလေးအထင်ကငါကိုငါပဲလို့ထင်လိုက်တဲ့အတွက်ဒိဋ္ဌိသွားဖြစ်တယ်သဘောကျမြင်စိတ်ကလေးကမြင်စိတ်ပဲနော်ဒါလေးငါထင်လိုက်တော့ဒိဋ္ဌိဖြစ်သွားတယ်ဆိုတော့ဘုရားရှိတို့ဝိညာဏအတ္တတော်သမနုပတ္တိဝိညာဏမြင်တတ်တဲ့စက္ခုဝိညာဉ်အတ္တတော်ငါဟုရဲ့သမနုပတ္တိရှု၏ဆိုတော့တခါတည်းကလေးတွေသွားဖြစ်တယ်သဘောကျဒါဖြင့်မြင်တာဒီဓမ္မတို့ယနေ့ရှင်းရှင်းလင်းလင်းပဲပြောပါတယ်ငါလားမြင်စိတ်ကလေးပေါ်တာပဲလားဒါဖြင့်မြင်စိတ်ကလေးကဝိညာဉ်နဲ့ခန္ဓာပေါ့ဗျာစာလို့ပြောတော့ဝိညာဉ်နဲ့ခန္ဓာဥက္ကမောအဲ့ဒီဝိညာဉ်နဲ့ခန္ဓာကဝိညာဉ်မို့သိတာမဟုတ်လားဗျာနာကသိလို့ဖြစ်ပါဖြစ်ပါဘူးဒါဖြင့်အားလုံးဓမ္မတို့ဒါသည်နာငကိုကလည်းမပါပါဘူးပါသေးလားမပါပါဘူးငကိုကမှန်ကြီးမျက်လုံးအကြည့်မှန်တယ်ဟိုကမြင်စရာဝတ္ထုနဲ့တဲ့လို့ပေါ်လာတဲ့မြင်စိတ်ကလေးမိချင်းအိမ်နဲ့မိချင်းဆန္ဒထိလိုက်လို့မိတော့ကလေးပေါ်သလိုပေါ်လာတဲ့တရားလေးကိုသူတို့နှစ်ခုတိုက်ဆိုင်လို့ပေါ်လာတဲ့တရားလေးကိုငါမရှုပ်စီနဲ့
ဘောကြငါမရှုပ်စီနဲ့လေဒကာဓမ္မတွေသတိပြလိုက်ပါလေငါရှုပ်ရင်ကောင်းကောင်းလွဲမှာဆိုလို့နော်ကောင်းပြီဒါပြန်ဒီဥစ္စာဒကာဓမ္မတို့ငါမရှုပ်ရတဲ့အကြောင်းလည်းသိပလားသိပါပြီကောင်းပြီဒါပြန်ဒါမြင်စိတ်ကလေးပေါ်လာတာပဲဒီမြင်စိတ်ကလေးကပေါ်တယ်ဆိုလို့ရှိရင်ဖြင့်သူရှိပေါ်တယ်လို့လေဒကာဓမ္မတွေသုတ်တန်နီးမို့ဘုရားကတန်းဟောတာနော်မြင်တယ်ဆိုရင်ဖြင့်မြင်တွေ့တဲ့သဘောလေးလည်းပါတာပဲခံစားတဲ့ဝေဒနာကိုပါတာပဲမှတ်တတ်တဲ့သင်ညာကိုပါတယ်လို့ဆိုတော့ဒကာဓမ္မတို့နာမခန္ဓာ၄ပါးပဲဆိုကြပါစို့သဘောကျနန္တရားပဲတစ်ခုပေါ်လာ၄ပါးဒီပေါ်လာတယ်ဆိုတာသိနေတော့ဩဒါလေမြင်ရတာကောင်းတယ်ဟုတ်လားအစရှိနေပြောတော့ဒီမြင်စိတ်ကလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူကြီးပေါ်တာမဟုတ်ဘူးသူနဲ့အပေါင်းဖော်နေကွာပေါ်လာတယ်လို့ဆိုတာလေးမှတ်ထားလိုက်တော့မှဒါနန္ဒမပေါ်တာဆိုလိုက်ပါလားဆိုလိုက်ပါဘယ်နဲ့ဆိုကြနန္ဒမပေါ်တာလို့ဆိုတော့နန္ဒမခန္ဓာ၄ပါးပေါ်ချိုက်ဘယ်နှပါးပေါ်ပါလဲနန္ဒမခန္ဓာ၄ပါးပေါ်တယ်လို့ဒကာဓမ္မတွေကသိထားတော့ဩဒါနန္တရားပေါ်တာပဲအဲ့ဒီနန္တရားဒကာဓမ္မတို့ငါလားလို့မေးလို့ရှိရင်ငါလည်းမဟုတ်ပါဘူးငါဥစ္စာလားလို့မေးလို့ရှိရင်ဟုတ်ပါဘူးငါဥစ္စာလို့လည်းဆိုလို့မရဘူးငါလို့လည်းဆိုလို့မရဘူးနာငါလည်းငါဖြစ်လာမှာမဟုတ်ပါဘူးမှန်ပါဗျာငါဥစ္စာလို့ဆိုရမှာလဲခင်ဗျားတို့သိတဲ့အတိုင်းသူတို့နှစ်ခုတိုက်ဆိုင်လို့ပေါ်လာတဲ့နာမခန္ဓာ၄ပါးပါမှန်ပါဗျာအဲ့တော့ဒါလေးသိတော့ဒါလေးယခုပေါ်လာတဲ့တရားလေးဆိုရင်လွယ်ပါမလွယ်ပါဘူးဗျာပေါ်လာတဲ့တရားလေးမှာသူ့မှာလဲပူဇာနာဇာဖြစ်တယ်ပြက်တယ်ဆိုတဲ့သဘောလေးကသူ့မှာငကိုကတွေကသူ့တက်တန်းကဒီလောက်ပဲရှိမှာပဲမှန်ပါဗျာဒါလေးရှိတဲ့အခါကျလို့ရှိရင်ဖြင့်ဒါလေးပေါ်လာတဲ့ဒါလေးကပြက်သွားတယ်လို့ဒကာဓမ္မတွေကိုဘုန်းကြီးကဝိပဿနာနောက်ကရှုပေးစမ်းပါလို့နောက်ကညာလေးလိုက်ပေးကြစမ်းပါဒကာဓမ္မတို့သတိပေးလိုက်နော်အဲ့တော့ဒီဒါလေးကပေါ်လာတယ်ဆိုရင်မပြက်ပေဘူးလားဒကာဓမ္မပြက်ပါပါပြက်သွားတာခဏပဲပြက်တာပဲမြင်ပြီးပြက်တာပဲဒီမြင်စိတ်ကလေးကမြင်ပြီးပဲနဲ့တော့ပြက်ပါပါအော်ဘယ်နဲ့ကြောင့်ပြက်ပါလိမ့်မလို့ဆိုတော့ဩငါမဟုတ်လို့ပြက်တာပဲငါဥစ္စာမဟုတ်လို့ပြက်တယ်တပည့်ကြအဲ့ဒီကဲတော့ပေါ်တော့ကလည်းငါမဟုတ်ဘူးတပည့်ကြပေါ်တော့ကလည်းနန္ဒမလေးသက္ကုဝိညာဉ်စိတ်ကလေးပေါ်တာပဲနာမခန္ဓာ၄ပါးပေါ်တာပဲပေါ်တော့ကလည်းနာမခန္ဓာ၄ပါးပေါ်တာပဲပြတ်တော့လေ၄ပါးလုံးတစ်ပြိုင်နဲ့ပြတ်တာပဲပေါ်တော့လေ၄ပါးပေါ်ပြတ်တော့လေအဲ့တော့ဒီဥစ္စာနန္ဒမဖြစ်ယူနန္ဒမပြတ်တယ်လို့ဒကာဓမ္မတွေကနောက်ကနေပြီးရှုပေးတာပေါ့ဗျာရှုပေးလိုက်တဲ့အခါကျတော့ကိုဘယ်ခင်ကိုရမေကြီးကသက္ကဝိညာဏဒါသက္ကဝိညာဉ်မြင်စိတ်ပေါ့ဗျာအနိစ္စတော်ပြတ်သွားပြီဇာနာတော်ပတ္တတော်အနိစ္စလို့မြင်အနိစ္စလို့ရှိတဲ့ပုဂ္ဂိုလ်မိစ္ဆာဒိဋ္ဌိပဟိယတိမိစ္ဆာဒိဋ္ဌိပယ်ပြီကွာသူကအောင်ပါပဲတဲ့မိစ္ဆာဒိဋ္ဌိဆိုတာသက္ကဒိဋ္ဌိဆိုတာပါပဲအဲ့တော့ဒါလေးကိုဒကာဓမ္မတွေကမျက်လုံးနဲ့ပေါ်တိုင်းပြက်တယ်လို့ညာလေးနဲ့ကြည့်ပေးလို့ရှိရင်ဖြင့်ဒါပဲအကျိုးကဆရာဘုန်းကြီးကကြည့်ခိုင်းဘုရားကကြည့်ခိုင်းပါလိမ့်မလို့မေးဖို့မလိုဘူးလားလိုပါဗျာအိုးတရားဓမ္မတော့မသိလို့ခမည်းတော်တဏ္ဍာရှိတဲ့သက္ကာရိတိဆိုတဲ့ငရဲမျိုးစိတ်ဖြုတ်နေတာတပည့်ကြဘာဖြုတ်ငရဲမျိုးစိတ်ဖြုတ်နေတာကိုခမည်းတော်ကနှက်ပြန်မှရှုမယ်တပည့်မှရှုမယ်ဆိုတော့ငရဲမီးကြီးပွားအောင်စောင့်နေတာနဲ့တဲတူမှန်ပါဗျာသူကမစောင့်ကြတော့အားလုံးဓမ္မလေမစောင့်နဲ့တဲ့စောင့်လိုက်လို့ရှိရင်ခုနကပြောတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်မှန်ပါဗျာငရဲမျိုးစိတ်ကြီးပွားအောင်ဆိုင်မရကြီးအောင်ငတ်မရကြီးအောင်ဆိုတဲ့အဓိပ္ပာယ်မပါဘူးလားမှန်ပါဗျာဒါဖြင့်ငရဲမီးပဲတရားဓမ္မတို့ပွားလေဆိုးွားလေဘယ်လိုဆိုကြပွားလေဆိုးွားလေဖြစ်ပြီးဒီကလာနေတဲ့ဥစ္စာဘုန်းကြီးတရားဓမ္မတွေကဖြည်းဖြည်းမှပဲဖြုတ်ရမှာပဲဒီခုတော့ကိစ္စလေးတွေကရှိသေးတယ်ဒီလိုစင်ကြယ်လဲပြီးဒီကလာမနေပါနဲ့တဲ့ခင်ဗျားတို့စင်ကြယ်လဲတော့နေမီအားကောင်းတပတ်ကြလားစင်ကြယ်လဲတော့ဒါဖြင့်ပြောလိုက်တဲ့ဗဇက်ကစင်ကြယ်လေးနဲ့ငရမ်းမီအားကောင်းတယ်နဲ့စာလို့ရှိရင်မထေမိပါဘူးထေမိပါတမနာမဆိုးပါဘူးလားအဲ့ဒါကြောင့်မြင်စိတ်ကလေးပေါ်လာလို့ရှိရင်လည်းမြင်စိတ်ကလေးကဖြစ်ပြီးပြတယ်လို့နောက်ကမိုက်က၅ပါးနဲ့ရှုပေးလိုက်တာဘယ်ကျုံးကရှုတာတုံးဆိုတော့ငရဲမနှိမ့်တာလို့သာပြောလိုက်တပည့်ကြလားဘယ်ကျုံးကရှုတာငရဲမနှိမ့်တာလို့ဒကာဓမ္မတွေကမှတ်ပါငရဲမိစားလေးနှိမ့်လိုက်တယ်ငရဲမျိုးစိတ်လေးသိမ့်လိုက်တယ်ရှင်းမလားဒါဘာသိမ့်တာဒုံဘာပေတာတုံးဆိုတော့တက္ကာရိတိဖြုတ်တာလေတပည့်ကြတက္ကာရိတိဖြုတ်တော့မှသူနဲ့ရှင်မဒိဋ္ဌိတွေလည်းဥက္ကမောအကုန်မပြုတ်ဘူးလားပြုတ်ပါဗျာအဲ့တော့
ဓမ္မတို့ဖြစ်တာရောပြက်တာရောဖြစ်ပြီးပြက်တယ်လို့ဒကာဓမ္မတွေကနောက်ကနေသိပြလိုက်တဲ့အခါကျတော့ကိုပုဂ္ဂိုလ်သတ္တဝါဖြစ်တာပြက်တာလားဟုတ်လားပေါ်လာတဲ့ဓမ္မလေးဖြစ်တာပြက်တာလားပေါ်လာတဲ့ဓမ္မလေးဖြစ်တာဗျာဒါဖြင့်ကိုယ်တဏ္ဍာမှာဖြစ်တာပြက်တာဟူသေးမှာဖြင့်ကိုယ်တဏ္ဍာမှာဖြစ်တာပြက်တာဟူသေးမှာဖြင့်ဓမ္မတွေဖြစ်ဓမ္မတွေပြက်တာပဲဘယ်ဓမ္မကြည့်လိုက်ဓမ္မဖြစ်ပြီးတကားလားပေါ်လာတဲ့ဓမ္မပေါ်လာတဲ့ဓမ္မပဲပြက်တာလဲဓမ္မဖြစ်ဓမ္မပြက်တာမှတပါးဒကာဓမ္မတွေပါရှိသေးတယ်အဲ့ဒီလိုဆိုလို့ရှိရင်ဖြင့်တဲ့မနေ့ကအထက်ပြန်သွားလိုက်ပါတဲ့ဒီနေ့တော့ပြိဿသမုပ္ပါဒ်နဲ့သေချာချာပြနေတဲ့အတွက်တိဏ္ဍဝိသိကိစ္စပုဂ္ဂိုလ်တ attva ပုဂ္ဂိုလ်မရှိပုဂ္ဂိုလ်လည်းမရှိဘူးတ attva လည်းမရှိဘူးဟုယုံမှားခြင်းကိုလွန်မြောက်သွားပြီပုဂ္ဂိုလ်လည်းမဟုတ်ဘူးလေဒီဓမ္မလေးကတ attva ကောပုဂ္ဂိုလ်တ attva မဟုတ်တဲ့ဓမ္မလေးပဲဖြစ်ပြတဲ့အိဋ္ဌဓမ္မလေးပဲမဆိုလိုက်ဘူးလေအဲဒီကဲလို့ကြာနာနာဒကာဓမ္မတွေညာနဲ့ဆိုနိုင်လို့ရှိရင်ဖြင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စရောပြုတ်သွားဘုကမောင်ဘယ်လိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စရောပြုတ်သွားကြည့်လေဒါလေးဖြစ်တယ်ပြက်တယ်လို့ဆိုတာလေညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဖြစ်မှုပြက်မှုလေးကညာနဲ့မှသာရှင်းကြပါစီဒကာဓမ္မတို့တန်တရားများရှိသေးလားပုဂ္ဂိုလ်လားတ attva လားလို့ရှိပါဘူးဗျာအဲ့ဒါတိဏ္ဍဝိသိကိစ္စဟောတာပုဂ္ဂိုလ်လည်းမဟုတ်တ attva လည်းမဟုတ်ဘူးတန်တရားမှာကင်းမြောက်သွားသည်ဝါတန်တရားကိုလွန်မြောက်သွားသည်တန်တရားမရှိအောင်ဖြစ်သွားသည်ဟောတိဖြစ်ဘုကမောင်ဒါပဲမှန်ပါဗျာဓမ္မလေးပေါ်တဲ့အခါမှာဖြစ်ပြီးပြသွားတဲ့ဓမ္မလေးပဲဒီထက်ပုဂ္ဂိုလ်တ attva ရဲ့လို့ဆိုကြမှာပါရလားမပါပါဘူးဗျာငကိုယ်တုန်းကကိုယ်ကဖြစ်တုန်းကတည်းကပုဂ္ဂိုလ်ဖြစ်တာလည်းမဟုတ်ဘူးမိန်းမယောက်ျားတ attva ဖြစ်တာဟုတ်သေးရဲ့ဟုတ်ပါဗျာအဲ့ဒါမဟုတ်တာသိလိုက်တဲ့ဖြင့်ဒါဝိသိကိစ္စကင်းသွားပြီပုဂ္ဂိုလ်လည်းမဟုတ်ဘူးတ attva လည်းမဟုတ်ဓမ္မဖြစ်ဓမ္မဖြစ်တာပဲလို့ဘုရားအောင်တို့ဆုံးဖြတ်ချက်ချနိုင်မလားချနိုင်ပါဘူးအဲ့ဒါတိဏ္ဍဝိသိကိစ္စဟောတယ်တပည့်ကြလားတိဏ္ဍဝိသိကိစ္စဟောတယ်လွန်မြောက်ပြီးသောဝိသိကိစ္စရှိတယ်သူတဏ္ဍဝိသိကိစ္စဆိုလို့ရှိရင်လုံးဝမရှိတော့ပါဘူးတဲ့ဒီကမောင်ရှင်း납ပြီနော်ရှင်း납ပါဘူးဒီလိုမြင်တဲ့အမြင်လာလို့ရှိရင်ဒကာဓမ္မတွေကတို့ဟာဒီလိုသာမြင်ဖို့အရေးကြီးပါလားအပယ်လေးပါးလွတ်ရပါလေလို့ဆုတောင်းဖို့မလိုပါလားလို့မှတ်ရမလိုပါဘူးဗျာဒါဒီနှလုံးကိုသေချာမှမယ်ခင်ဗျားတို့ကအပယ်လေးပါးရောက်ကြောင်းကိုတော့လုံနေတယ်အပယ်တော့လွတ်ပြစီဆုတောင်းနေမလွတ်ဘူးစိတ်ချမှန်ပါဗျာတပည့်ကြဘုရားကဓမ္မလေးပေါ်များလုံးနဲ့ဉာဏ်စိတ်ကလေးပေါ်လာတယ်ဒါလေးကဖြစ်ပြီးပြတ်သွားတာပဲလို့ဓမ္မတရားဓမ္မတွေဥပဒနာဉာဏ်လေးနဲ့ရှုလိုက်တာပေါ့ဗျာရှုလိုက်တဲ့ပြင်နေတဲ့ဒီဥစ္စာလေးကဓမ္မဖြစ်ပြီးဓမ္မပြတ်တာပဲဘုခမောင်ဆိုနိုင်မလားဆိုနိုင်ပါဘူးဓမ္မဖြစ်ပြီးဓမ္မပြတ်တာပဲလို့သာခင်ဗျားတို့ဉာဏ်လေးကဆုံးဖြတ်ချက်ချလိုက်စမ်းပါတပည့်ကြဆုံးဖြတ်ချက်ချနေတဲ့ပြင်နေတဲ့ဒါအပယ်လေးဘက်မှလွတ်ရပါလေအေးလို့ဆူတောင်းတာကမလွတ်ဘူးသူကလုံးလုံးလွတ်ပါသူကလုံးလုံးလွတ်သွားသေးလို့မှတ်ရမယ်သဘောပါကြပါပါဘာဖြစ်လို့လုံးလုံးလွတ်တုံးလို့ဘုခမောင်တို့တက္ကသစ်တို့ကိုမြတ်ရှိတို့မျိုးမလို့ဘူးလားဘာလို့လွတ်ပါဒီပေါ်မှာရှိတဲ့ဒီပေါ်မှာဒိဋ္ဌိဝိသေယရှိသေးလားမရှိပါဘူးဒါခင်ဗျားတို့ခန္ဓာမဟုတ်လားခင်ဗျားတို့ခန္ဓာပေါ်မှာခင်ဗျားတို့ငါပဲဟုတ်လားငါဟုတ်မဟုတ်ကဲလားလာသေးရဲ့လားမလာတော့ငါလည်းမရှိဘူးငါဟုတ်မဟုတ်ကဲလားဆိုတဲ့တန်တရားကောမရှိပါဘူးမရှိတော့ဒိဋ္ဌိဝိသေယပြုတ်မနေဘူးလားအဲ့ဒါဖြင့်ငါတို့ကဒီခန္ဓာပေါ်မှာဒီဝိညာဉ်နဲ့ခန္ဓာဆိုတဲ့စိတ်ကလေးကိုငါလားငါမဟုတ်ကဲလားဒီနှစ်ခုလားနေတယ်မှန်ပါဗျာတပည့်ကြငါလားဆိုတော့ငါဆွဲလိုက်တော့ဒိဋ္ဌိငါမဟုတ်ကဲလားဆိုတော့ဝိသိကိစ္စဘုခမောမှန်ပါဗျာငါလို့ဆွဲလိုက်တော့ဒိဋ္ဌိငါဟုတ်မဟုတ်ကဲလားလို့ဆိုတော့အဲ့တော့ငါလည်းမဟုတ်လို့ဓမ္မပဲဟုတ်လားမှန်ပါငါဟုတ်မဟုတ်ကဲလားလို့လည်းတွေးလို့စရာမဟုတ်ဘူးဓမ္မဖြစ်ဓမ္မပြတ်တာပဲမှန်ပါဆိုတော့ဘာကြံသေးလဲမကြပါဘူးဒိဋ္ဌိယဝိသိကိစ္စကြံသေးလားမကြပါဘူးဒါဖြင့်ငါလည်းမရှိပါဘူးဒီဥစ္စာငါဟုတ်မဟုတ်ကဲလားလို့လည်းတွေးတွက်စရာလည်းမလိုပါဘူးလိုသေးရဲ့လားမလိုပါဘူးအဲ့ဒီတော့ငါလည်းမဟုတ်ကြောင်းသိငါဟုတ်မဟုတ်ကဲလားဆိုတဲ့တန်တရားလည်းမရှိတာသိကြတဲ့ဒိဋ္ဌိဝိသေကိစ္စအတွဲလိုက်ပြုတ်မှန်ပါပြုတ်ပြီးသားဖြစ်နေတာဒါညာနဲ့ကြည့်လိုက်သိနေတယ်ဖြစ်ဖြစ်မြင်လိုက်သိနေတယ်တဲ့ဒီနှစ်ခုကပြုတ်မသွားဘူးလားပြုတ်ပါပါကောင်းပြီဒါဖြင့်ဒီနှစ်ခုကဒီညာမလာရင်မပြုတ်ဘူးနော်မှန်ပါဗျာဒီညာမလာလို့ရှိရင်သူ့နောက်ကမြင်တာလေးကငါမြင်တာပဲဆိုတော့ဟောနေဒိဋ္ဌိလိုက်ဥပဒနာမလိုက်ရင်ဒိဋ္ဌိလိုက်မှန်ပါဗျာတပည့်ကြငါမြင်တာပဲဆိုတော့ဒိဋ္ဌိမလိုက်ဘူးလိုက်ပါဗျာတခါတည်းကြတဲ့အခါကျတော့မြင်တော့မြင်တာပဲမြင်တာလေးကငါဟုတ်ကဲ့လားလို့လည်းဝိသိကိစ္စကလိုက်ချင်လိုက်တပည့်ကြတခါတည်းဒိဋ္ဌိလိုက်တယ်တခါတည်းကျတော့ဝိသိကိစ္စလိုက်တာတဲ့ငါကိုကလည်းင
နာမြင်နာမှာဟုတ်မှာဟုတ်ကဲ့လားလာချင်လာသေးတာတခါတည်းကျတော့ပါလိုက်ဝိသိကိစ္စလိုက်တခါတည်းကျတော့ငါကိုမြင်တယ်ဆိုတော့နာမြင်နာဟုတ်မှာဟုတ်ကဲ့လားဆိုတော့အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စကဒကာဓမ္မတို့ဥပဒနာညာမလာလို့ရှိရင်သူတို့တစ်ခုလိုက်ပရိစ္ဆေသမုပ္ပါမယ်သဘောကျလားမြင်တာဟာငါပဲဆိုတော့ဒိဋ္ဌိလိုက်မြင်တာငါဟုတ်မှာဟုတ်ကဲ့လားဆိုတော့ဝိသိကိစ္စလိုက်တော့ဒိဋ္ဌိလိုက်ဝိသိကိစ္စလိုက်တော့မောဟလိုက်တာမောဟဆိုတော့အဝိဇ္ဇာသင်္ခါရဝိညာဉ်သွားပြန်ပရိစ္ဆေသမုပ္ပါဆက်မသွားဘူးလားဆက်ပါဘူးဒိဋ္ဌိဆိုတော့လောဘမဟုတ်လားဒိဋ္ဌိဆိုတော့လောဘနဲ့တွဲရတော့ခမောအဲ့တော့တဏှာဥပါဒာကံလိုက်တယ်ဥပဒနာညာမလိုက်လို့ရှိရင်ဖြင့်အဝိဇ္ဇာသင်္ခါရဆိုတော့တဏှာဥပါဒံကံတော်တော့မလိုက်ပဲဘူးဩဒါဖြင့်ဒကာဓမ္မတွေဒါခနဲ့ကြောင့်ဒိဋ္ဌိဝိသိကိစ္စကဒကာဓမ္မတို့ဝိသိကိစ္စရိဥသောမောဟကြောင့်လဲဥပါဟုတ်အပေကျရပါဒိဋ္ဌိရိဥသောတဏှာကြောင့်လဲအပေကျပါဩဒါဖြင့်ဘာလို့နေပါလိမ့်မလဲလို့ဆိုတော့သုံးဖြတ်ချက်ချတဲ့ညာရှေ့ကမနေလို့မှန်ပါသဘောကျမှန်ပါသုံးဖြတ်ချက်ချတဲ့ညာရှေ့ကဒါဖြင့်ဥပဒနာညာမလာလို့ပဲမှန်ပါဒီနေ့ပိုရှင်းအောင်ပြောပါတယ်မှန်ပါပိုရှင်းကြကဲဥပဒနာညာမလာလို့ရှိရင်ဖြင့်တဏှာဥပါဒံကံတော်ကောမှန်ပါအဝိဇ္ဇာသင်္ခါရတော်ကောမှန်ပါဘာဖြစ်လာရမယ်ဒါသေးသေးချာချာမှတ်ပါဥစ္စာရင်တို့ဒါသေးချာချာမှတ်ပါခင်ဗျားတို့ကသမင်ညဟောနေတယ်လို့အောက်မေ့မနေတဲ့ဒီဥစ္စာဖြစ်စဉ်ကြိုက်ဒါဖြုတ်ရင်ဖြုတ်မဖြုတ်သွားတော့ဆိုတာသေချာအောင်လို့ပြောနေတယ်မှန်ပါဗျာဘုရားကောင်းကောင်းကျင့်တတ်ပါကျင့်တတ်ပါဥပဒနာညာနာခင်ဗျားတို့တွင်းကိုမတွင်းနဲ့ခொနကဝိသိကိစ္စတော်ကောလာမမဟုတ်လားမှန်ပါဗျာဒိဋ္ဌိတော်ကောလာပါဗျာဒိဋ္ဌိဆိုတော့လောဘသာတံဒိဋ္ဌိကသမယုတ်တံကိုလောဘလာတယ်ဆိုဒိဋ္ဌိကဝင်နေပြီမှန်ပါဗျာကဲဒါဖြင့်ဒကာဓမ္မတို့ဥပဒနာညာမဝင်လို့ရှိရင်မြင်စိတ်ကလေးပေါ်၌ဥပဒနာဖြစ်ပျက်ကိုမရှိလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါအစကရင်လည်းစလိုက်ကြပဲမှန်ပါဗျာအလယ်ကရင်လည်းဖောက်ဆိုင်မှန်ပါဗျာတပည့်ကြကြပါဩဒါဖြင့်ဝိပဿနာသမာဓိဋ္ဌိမှာတပည့်ဖြင့်ကဲမဲ့ယူမဲ့လို့လုံးဝမတွေ့တော့ဘူးမှန်ပါဗျာဒကာဓမ္မတို့ဘယ်လိုဆုံးမဲ့ချမ်းဝိပဿနာသမာဓိဋ္ဌိကဲမဲ့ယူမဲ့လို့ရှိပါဗျာကဲသူမလာလို့ရှိရင်ခင်ဗျားတို့ပဲဆုံးဖြတ်ချက်ကြပါတဲ့မြင်စိတ်ကလေးကိုမြင်စိတ်ကလေးနောက်ကပရိစ္ဆေသမုပ္ပါဖြစ်စဉ်တိုင်းဘာလာကြုံလို့မဲတဲ့အခါကျတော့ကိုယ်တဲ့ဒီမှာခန္ဓာဖတ်တာဖြစ်เสียဒီမှာခန္ဓာ၅ပါးတဲ့ဆိုတော့ဝေဒနာဘာပြီးသားမဟုတ်ဘူးဝေဒနာဖြစ်เสียတဏှာမလားဘူးလားတဏှာဖြစ်เสียဥပါဒနာဖြစ်เสียကဲဒါကတဏှာဒိဋ္ဌိလားလို့ဖြစ်ရတယ်ဖြစ်ထွေမှန်ပါဗျာရှင်းမလားဝိသိကိစ္စလာရမှာဆိုတော့ဒီမြင်နာလေးဟာဘာလဲလို့သူငိုကနိုင်တော့ဘူးမှန်ပါဗျာဘယ်သူကမြင်ပါလိမ့်မလဲမြင်တာဘယ်လိုပါလိမ့်မလဲပြောရပါဘူးဆိုတော့ဝိသိကိစ္စလားဒီမြင်တာလေးကိုဘာရလို့မသိတာနဲ့ဓမ္မရလို့မသိတယ်နဲ့ဝိသိကိစ္စဆိုတော့မောဟမဟုတ်ဘူးမောဟဆိုတော့အဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဝိညာဏလို့ဆိုတော့တခါတည်းဓမ္မတို့တန်တရားနဲ့ထိုးဆင်းတော့မဆင်းဘူးလားအဲ့တော့တန်တရားအစအဝိဇ္ဇာတဏှာကဆိုတာပေါ်လာတပည့်ကြလားတန်တရားအစဝိဇ္ဇာဒိဋ္ဌိကအတွင်းငုတ်တချို့နေရာဘုန်းကြီးကတန်တရားအစဒိဋ္ဌိကလည်းပါတာပဲရိပ်မိဗလားဩဒါဖြင့်ဓမ္မတို့ဒီရေးဟာတည်ကြည့်တဲ့ရေးပါလားလို့သွမ်းမြောင်သွမ်းပါရှင်းမလားဒီရေးကခင်ဗျားတို့ဆံမရှိရေးမရှိရှင်းမရှိတာကိစ္စမရှိဘူးသဘောကျပါဆံမရှိရေးမရှိရှင်းမရှိဘာဖြစ်လဲမစားရုံမရှိအပေတော့မချမစားရုံမရှိတယ်အပေတော့အခုတော့ဓမ္မတွေဆံမရှိရေးမရှိရှင်းမရှိမှလည်းကြောက်နေတယ်အပေကြောက်မှမကြောက်ဖဲဟုတ်ဘူးလားအဲ့တော့အလွယ်ကြီးလွယ်နေတယ်လို့ပြောလိုက်မပြောလိုက်အဲ့ဒါဒကာဓမ္မတို့အရေးကြီးတာကိုအရေးကြီးတယ်လို့မသိလို့မှန်ပါပါတပတ်ကြပါလားအရေးကြီးတာကိုအရေးကြီးတယ်လို့သိပါဗျာမကြီးတာကိုတော့ကြီးတယ်လို့သိထားမှန်ပါအရေးကြီးတာကိုတော့ကြီးတယ်လို့မသိဘူးမကြီးတာကိုတော့ကြီးတယ်လို့သိပါဩဖြစ်မှပြရလေခင်ဗျာနဲ့ခင်ဗျားတို့အာရိကပါလားလို့ပြောရတော့မယ်အရေးကြီးတာကဒိဋ္ဌိဝိသိစာဖြစ်ဖို့မှန်ပါခင်ဗျားတို့ရေးကြည့်တာကအိန္ဒိယနဲ့ရွှေနဲ့ငွေနဲ့ဟုတ်လဲစားတော့ပြည့်ပြည့်စုံစုံနဲ့နေဖို့ကိုရေးကြည့်နေတယ်မှန်ပါဗျာခင်ဗျားတို့ရေးကြည့်နေတာကတူတူပြောကြဒိဋ္ဌိဖြစ်ဖို့ရေးကြည့်နေတယ်မှန်ပါဘုရားကရေးကြည့်တာကဒိဋ္ဌိဖြစ်ဖို့ရေးကြည့်နေတယ်မှန်ပါကဲကိုလိုကြီးကဘာပြောတို့ကတော့တို့ကြိုက်တာတို့လုံးမယ်ဆိုပြီးကာလဒကာဓမ္မတွေလည်းကန့်လန့်လုံနေတဲ့အဓိပ္ပာယ်ပါတယ်ပါပါမပါဘူးလားရှင်းမလား
ဘာတော့ဓမ္မတော့ခင်ဗျားတို့ဘုရားကြိုက်တဲ့ကဒိဋ္ဌိအရေးကြီးဆုတ်စေခြင်းနဲ့ခင်ဗျားတို့ဒိဋ္ဌိမရှိရင်နေမဖြစ်ဘူးငါအိမ်လေးမှမရှိရင်တဲအောက်ကြတယ်သူများအိမ်နေရတာသဘောကျလားကိုယ်ဆံကိုယ်စီနဲ့မှချက်မစားနိုင်လို့ရှိရင်ပြည်သူများမျက်နှာကြည့်ရတဲအောက်ကြတယ်အဲ့တော့နိဗ္ဗာန်သာထောင်ဒါလေးရင်တော့အောင်မတိတိဖြစ်အောင်ရိပ်မိဗလားဘာအရေးကြီးလို့ဗျာဘုရားကရေးကြီးတာကဒိဋ္ဌိရှုပ်အများကဒိဋ္ဌိရေးကြီးရှိဘူးရမယ်သူအောင်မှားကြလားမှားပါပေါ်ကြအခုတနေ့ကိုရောင်းဝယ်ထွက်ကြတာဘာလို့ဖို့လို့မေးကြလို့ရှိရင်ဖြင့်အိုးငါရှိလို့လေငါစားဖို့ငါဟောဖို့ငါတန်းကသမီးလေးတွေလှလာပါပါလူချင်းတူသူချင်းများဖြစ်ဖို့ဘာတော့ဆိုတော့ဒိဋ္ဌိဖြစ်ဖို့ဘူးဗျမှန်ပါပါရိပ်မကြဘာဖြစ်ဖို့ဒိဋ္ဌိဖြစ်ဖို့ပါဗျာဒိဋ္ဌိဖြစ်ဖို့တဲ့အဲ့ဒီကနည်းနည်းပြည့်စုံရှိရင်ဒါတပည့်ရဒိဋ္ဌိခွာအောင်မယ်သဘောကျအနာမျိုးစုံပေါက်ပြီးမှသေတော့မှကြံတော့မှကြောက်ဆေးစားအောင်မှဆိုတော့မရဘူးလွန်ပြီးကျွန်းပြီးရိပ်ပြီဗလားဒါတော့ပြောမရှိတော့လက်ပြန်ရှိသေးလားခိုင်းနေရမှာလေခင်ဗျားတို့လုံမိသားဂျုံမိသားမကုကြတော့ဘူးလားသဘောပါဗလားဒါလည်းကြမဲ့တယ်ကုရမှာပဲဗျနော်ကုရမှာပဲဥအောင်မကုရင်တော့မဖြစ်ကိုမဖြစ်ဘူးဆိုတာသဘောကျကောင်းပြီဒါဖြင့်ဓမ္မတို့ဒီဒိဋ္ဌိကြောင့်ခொနဲ့ကစပြီးတရားရှိတဲ့ကအကုသိုလ်ဟူသည်သူ့ကြောင့်မှန်ပါပါကုသိုလ်ဟူသည်နိဗ္ဗာန်မရောက်တာလေကဲကုသိုလ်ရှင်နိဗ္ဗာန်ရောက်ဖို့မှန်ပါသူ့ပါလိုက်မရောက်ဘူးမရောက်ပါဘူးသဘောကျဒါဖြင့်ကုသိုလ်တွေဒါနကုသိုလ်သီလကုသိုလ်ကိုကြောက်เสียမရှိဘူးသူဝင်းရှုပ်တာနဲ့ကြောက်နေမှန်ပါပါရှင်းကြဗလားဒါဖြင့်ဓမ္မတို့မြင်တာလေးဟာမြင်တဲ့ဓမ္မလေးပေါ်လာတာမဟုတ်လားမှန်ပါပါပေါ်လာပြီသူဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူပေါ်ပြီးပြတ်သွားတဲ့သဘောမှတော့ဘာရှိသေးတယ်မရှိပါဘူးသင်္ခါရအနိစ္စပဲသင်္ခါရကပေါ်လာတာပြတ်သွားတာကအနိစ္စပဲသဘောကျအဲ့ဒီနောက်ကသင်္ခါရအနိစ္စကိုမြင်တဲ့မက်ကလေးမှမလိုက်လို့ရှိရင်ခင်ဗျားတို့ပရိစ္ဆေသမုပ္ပါနှမျိုးတစ်မျိုးမျိုးတော့လာတော့မှန်ပါပါဗျာမလာဘူးလားလာပါပါဗျာအဲ့တော့ဓမ္မတို့ဒိဋ္ဌိဝိဇိကိစ္စကြောင့်အပယ်ရောက်ရတာလို့ဆိုတာကိုသိကြပါလားသိပါပါဘယ်နဲ့ကြောင့်ဒိဋ္ဌိဝိဇိကိစ္စခင်ဗျားတို့အပယ်လေးပါးသံဃာထဲမှာပို့ထားပါလိမ့်မလို့မေးတော့အိုးဝိပဿနာဉာဏ်တပည့်တွေကဘယ်တော့မှမလိုက်လို့ဒီဖြေပဲထွက်မှန်ပါပါဗျာသဘောကျပါလားဘာဖြစ်လို့ပါလဲဝိပဿနာဉာဏ်မလိုက်လို့ဒိဋ္ဌိနဲ့ဝိဇိကိစ္စကကြီးနောက်ကလိုက်မြင်စိတ်နောက်ကဘာလိုက်တာများနေတယ်ဒါဖြင့်ဓမ္မတို့ဘယ်တော့ဝိကတကတံကတော်ဆိုတော့ဒိဋ္ဌိဝိဇိကိစ္စတဲ့ဝိကိစ္စလွန်မြောက်သွားပြီလို့ဆိုတဲ့အိဗယ်ဘယ်ပါတော့မပါဘူးပါရဲလားဖြစ်ဖြစ်ရှိမှသာလည်းလွန်မြောက်တာဟုတ်လားမှန်ပါပါကိုင်းလာဖြင့်ရှင်း납ဗလားရှင်း납ပါဒါရင်မြင်တာလေးဟာဓမ္မတို့ဘုရားဟောတော်မူတာနဲ့ကြိုက်သွားပါပြီသက္ကဝိညာဏအိဋ္ဌတောဇာနာတောပတ္တတောမိစ္ဆာဒိဋ္ဌိပဟိတိသက္ကဝိညာဏယခုမြင်တဲ့စိတ်ကလေးကိုဇာနာတောသိသောပုဂ္ဂိုလ်ပတ္တတောရှုသောပုဂ္ဂိုလ်ဟာဝါမြင်သောပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိပဟိတိပဲဆိုတော့ဒီနောက်ဝိရှိကုန်ပြပါတယ်ကွာတဲ့ပြပါတဘောကြမပြဘူးလားပြပါသိကြပါလားသိပါပါဒါဖြင့်ဒီလိုပြလိုက်တော့မှပဋိစ္စသမုပ္ပါပြတ်တာဆိုတာပါလားဆိုတော့ပေါ်လာမှန်ပါပါဗျာဆိုပါလိုက်ငါဓမ္မတို့ပဋိစ္စသမုပ္ပါပြတ်တာဥပဒနာဉာဏ်လေးဘယ်နဲ့ကြောင့်ရှုခိုင်းကြုံဆိုတော့ဓမ္မတို့သက္ကဝိညာဉ်ဆိုတဲ့မြင်ရကလေးနောက်ကဒိဋ္ဌိတဏှာတွေလိုက်လာလို့ရှိရင်ပဋိစ္စသမုပ္ပါဆက်ချီရဲ့ဝိသိကိစ္စမောဟလိုက်လာလို့ရှိရင်လေတန်တရားဆက်ချီရဲ့ဒါကြောင့်ဥပဒနာဉာဏ်လေးဖြင့်အမြန်ပေါ်အောင်လုပ်ပါဆိုတဲ့ဥစ္စာတရားဓမ္မတို့အပေသံဃာဖြတ်တာသူ့ပဲပေါ်ကြအပေသံဃာဖြတ်တာရှင်းမလားဒါဖြင့်အခုဟာတန်မြင်ပြောနေတာလားအမြင်ပြောနေတာလားခင်ဗျားတို့ရှိတယ်မဲ့ဒါဥပဒနာဉာဏ်ဝင်ပါသဘောကျလားမဝင်သူတို့ကလာမှာပဲလာမှာပါဗျာမဝင်လို့ရှင်ကနာဥပါဒံကံတော်ကောင်အဝိဇ္ဇာသင်္ခါရဝိညာဉ်တော်ကောင်မလာဘူးလားလားဒါတော့ဘုရားလက်တားလို့မရဘူးဓမ္မတို့ဘုရားလက်တားလို့ရမှာတရားဘုရုတားမှရမှာတော့ဥပဒနာမနဲ့တားမှပဲရရှင်းမလားအဲ့တော့ခင်ဗျားတို့ဘုရားကိုယ်ကိုယ်ပါတရားကိုယ်ကိုယ်ပါရှင်ဘုရားကဲတော်ပါဘုရားတပည့်တော်ဘယ်လေးဘက်မှလည်းအောင်ဖြင့်ရှင်ဘုရားမှာတော့ကိုယ်စားစရာမရှိဘူးဆို
ခင်ဗျားတို့အော်ပြီးဘာလုပ်လို့မရဘူးဒီအတန်းကပို့မှာပဲသဘောကျဒီတရားကငကူခင်ဗျားတို့စဉ်းစားကြည့်စမ်းပါလားအပေကဘယ်လိုပို့လိုက်တာလဲဆိုတော့တရားကပို့လိုက်အပေသေးပုဂ္ဂိုလ်များအပေရောက်သွားတာလည်းဘယ်လိုပို့လိုက်တာဒီတရားတွေပို့လိုက်တာပဲဒါကြောင့်တက်လာပြန်တော့တရားကြောင့်တက်လာပို့လိုက်ပြန်တော့လေဘုရားကြောင့်ပါကုန်ပါဘူးပါလားမပါပါဘူးတဲ့တရားဟောတိုင်းဖြစ်နေကြတာရှင်းမလားနော်ဘုရားကဘယ်နဲ့ကျေးဇူးများအိုးဘုရားကျေးဇူးများပါသူကျေးဇူးတော်ဆုံးဂုဏ်တော်နန္ဒဆိုတာသူပြောလို့ဒီလမ်းပိတ်လမ်းသွားလမ်းသိတယ်မှန်ပါဘူးပိတ်ရင်လည်းဒါနဲ့ပိတ်ကြကွာသွားချင်တဲ့ဒါနဲ့သွားချက်ကွာဒါသူပေါ်လို့ပြီးတယ်သူကပေါ်လို့ရှိရင်ကျတော့ဒီလမ်းကဖုံးနေတာပဲဟုတ်ဘူးလားဒီဖြတ်လမ်းတွေ့သေးရဲ့လားကဲဒါပြန်အဲ့ဒီကျေးဇူးတော်ရဲ့ရှင်ဂုဏ်တော်နန္ဒဆိုတာကပေါ်သေးဘူးလားအဲ့တော့ကိုသူပြောတဲ့အတိုင်းလိုက်နာလို့ရှိရင်ကျွတ်တို့သည်ဘာလိုက်နာဘုရားလိုက်နာတာလားတရားသူပြောတဲ့တရားကိုဒီလိုလိုက်နာနေတာလားဆိုတော့တရားကိုလိုက်နာနေတာမှန်ပါဘူးဘောကြကောင်းနေတာပြင်ဓမ္မတို့ဝိကတကရံတိဏ္ဍဝိသိကိစ္စဆိုတဲ့ဥစ္စာဥက္ကမောင်ရှင်းမလားရှင်းပါဗျာဓမ္မဖြစ်၍မှန်ပါဗျာအဲ့ဒါကိုဘာနဲ့ကြည့်လို့ပြောတာတော့မှန်ပါဗျာဝိပဿနာဉာဏ်နဲ့ကြည့်လို့ပြောနောက်တကယ်မက်ရှင်ဉာဏ်နဲ့ကြည့်လို့ပြောမှန်ပါပါသဘောကျဝိပဿနာဉာဏ်ကမရပြီးတဲ့ပုဂ္ဂိုလ်မှလည်းဝိပဿနာဉာဏ်ရှိကပါရတာပဲမှန်ပါမရသေးတဲ့ပုဂ္ဂိုလ်မှလည်းမှန်ပါရှင်းမလားရှင်းပါဩမရတဲ့ပုဂ္ဂိုလ်များလည်းဥပဒနာရှိဖို့ရမရှိဘူးထမရဲ့တော့သွားအောင်မေ့မနေနဲ့ရှုပြီးမှသူတို့လည်းဘုံညာလာတာပဲမှန်ပါပါရှင်းမလားအဲ့တော့ဘုရုဖြစ်ဖြစ်ဥပဒနာရှိကသွားရတာကြီးပဲလို့မှတ်ပါဘုရားတော်လို့မေးတော့အတုမရှိတဲ့ဘုရားလို့ဆိုညာသူလည်းဥပဒနာရှိသွားပြီးမှပဲဒကာဓမ္မတို့နိဗ္ဗာန်မြင်တာပဲမှန်ပါပါရှင်းပြီနော်ကောင်းပြီဒါလည်းဒကာဓမ္မတို့တိဏ္ဍဝိသိကိစ္စဆိုတဲ့ဥစ္စာဝိသိကိစ္စလုံမြောက်ပါလားခင်ဗျားတို့ဓမ္မဖြစ်ဓမ္မပြတ်တာကိုရှုတဲ့အချိန်မှာရှင်းကြပါလားရှင်းပါပါအဲ့ဒီလိုဆိုလို့ရှိရင်ဥပအောင်တို့ခမောင်တို့ဥဝါတို့ဘာမှမကြောက်နဲ့ဘာမှမကြောက်နဲ့ဒိဋ္ဌိဝိသေဆိုဒီနှစ်ခုလာသေးရလားမလာပါဘူးဒီမှာကြည့်ပါရဓမ္မတို့ဒီဥပဒနာကလာနေတာကိုဗျာဥပဒနာကလာနေဒီမှာဥပဒနာရှေ့က၅ခုလာတယ်ရှင်းပြီနော်ရှင်းပါပြီဥပဒနာ၅ခုလာနေတာတွေကတဏှာဥပါဒံကံတွေကလာနေသေးရဲ့လာပါဘူးအဝိဇ္ဇာသင်္ခါရဝိညာဉ်တော့လာပါဘူးအပယ်လေးပါးတကားပိတ်တယ်ဆိုတာဘာသာလေးမတုံးဆိုတော့ဟိုတကားကြီးကိုဘယ်သူမှသွားမပိတ်နိုင်ဘူးမှန်ပါပြီဒီကတကားကိုကျေးဇူးပြုမဲ့အပယ်လေးပါးကိုယ်ကြောင့်တရားပြတ်သွားလို့တကားပိတ်တယ်ပြောတာမှန်ပါပါတကားရှိတာမဟုတ်ဘူးတကားရလားတကားရှိလို့ရှင်ဟိုဖွင့်ပေးမှတရားဝန်ကိုကျုပ်လာတယ်ဖွင့်ပေးပါအောင်ဆိုဖြည်းဖြည်းမှဝင်ရမှာပေါ့ဘယ်ဟုတ်မလို့တဟုတ်တဲ့ရောက်သွားတာယုံကြည်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့အဲ့ဒါစဉ်းစားမိတဲ့အခါကျတော့ဩဒီဓမ္မသဘောတိုင်းဖြစ်ရမှန်ပါပါအပေရောက်သွားတာကိုဒီဓမ္မသနာဥပါဒံကံသဘောတိုင်းအဝိဇ္ဇာသင်္ခါရသဘောတိုင်းမရောက်ပါဘူးလားအဲ့တော့ဒီဓမ္မကိုကျွတ်တော့မလားဥက္ကမောင်တို့ကဥပါဒဏ်တို့ကတားမြစ်ကြစုဗျာကဲပေါ်လာတဲ့ဓမ္မတွေဖြစ်ဖြစ်ရှုဗျာရှုလိုက်တဲ့အခါကျတော့ဥပဒနာဉာဏ်ကမတားဘူးလားတားပါရှင်းမလားဥပဒနာဉာဏ်တားလိုက်တော့ခေါင်းကသနာဥပါဒံကံမလားဘူးမလားဘူးဝိဇ္ဇာသင်္ခါရမလားပါဘူးဩဒါဖြင့်အပယ်လေးပါးတကားပိတ်တယ်ဆိုတော့ဘာဟုတ်မလဲအနာကအကြောင်းဖြတ်လိုက်တာပဲမှန်ပါပါမှတ်တာဘယ်သွားမဲ့အနာကအကြောင်းတွေပါတော့ဖြတ်လိုက်ပါဩဒါဖြင့်ဒကာဓမ္မတို့အပယ်တကားပိတ်ပြစီတွေ့တာဖြင့်ဒီလူကတန်းရပေးရကမ်းရတဲ့အတွက်ဒီဘုရားအကြောင်းကံနေလို့ရတဲ့အပယ်လေးပါးဘယ်ခါမှမလာရပါလိမ့်ဖေဟာဒီလိုတော့မရှိဘူးဆိုရင်ဒီလာမယ့်အကြောင်းတွေကတန်းနေတာမရှိရင်လာမယ့်အကြောင်းတွေကဘယ်နဲ့နေတာတန်းနေတော့ဩနဲ့တောင်းတာပဲတောင်းဝင်မဲ့သွားစီပဲတောင်းဝင်မဲ့သွားစီတယ်တပည့်ကြသွားမယ့်အကြောင်းမှကိုမြတ်ရှင်မဖြတ်လို့ရှင်သွားရမှာမှန်ပါဗျာတပည့်ကြဥက္ကမောင်ကရှင်းတော့ပါဒါဖြင့်တောင်းနေတာနဲ့ကိုယ်တိုင်ဖြတ်လိုက်တာနဲ့ဘယ်ကအောင်မြင်တော့တောင်းနေတာကတော့ပြည့်စုံမှပြည့်မနော်မှန်ပါဗျာသဘောကျလားတောင်းနေတာကပြည့်စုံမှပြည့်ပါဗျာပြည့်စုံလို့ရှိရင်လည်းခင်ဗျားတို့အဲ့ဒီထဲမှာသူ့ပါအောင်မှပြည့်မှာဟောဒီဥပဒနာညာမပါဘဲနဲ့ပြည့်ကုန်ပြည့်ဘူးဒီနေ့ရှင်းရှင်းလင်းလင်းပြောပါမယ်တဲ့တောင်းတော့နေတာပဲတဲ့တောင်းလို့မပြည့်နိုင်တာကရှိသေးတယ်ကွာသရတိလသုတ္တစာကပညာဒီ၅ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာပြည့်တယ်တဲ့ဒီ၅ပါးနဲ့မပြည့်စုံရင်မပြည့်ပါဘူးဒါဖြင့်
ဥပဒနာဆိုတော့တရားလည်းပါတယ်သီလရောဘုဒ္ဓကြားမြင်ရောသာပါစာကရောသာပါပညာရောသာပါသူ့ကြောင့်လွတ်တာရိမ့်မေဗလားအဲ့တော့ခင်ဗျားတို့ပါဏာသပါဠိတော်မှာကိုယ်တော်တိုင်ဟောတဲ့သူကတောင်းနှင်းပြည့်တာမဟုတ်ဘူးကွာဒီ၅ပါးနဲ့ပြည့်စုံမှပြည့်တယ်ဆိုတော့ဒီလုံးပါမှပြည့်တာပြောတာပဲရိမ့်မေဗလားသရသီလသစ္စာစကားပညာဆိုရဲဒီတရားမပါဘဲနဲ့သူတောင်းလို့ရှင်မပြည့်ပါဘူးတဲ့ဒကာဓမ္မတို့ဒါပညာမပါရင်ပြည့်ဘူးပေါ့ဗျာပညာပါရင်ပညာပါရင်ပြည့်တယ်ဆိုတော့ဟောဒီဥပဒနာပညာလေးနဲ့ဒါခင်ဗျားတို့ပဲရှေ့ဖြစ်ပြတာရှုခင်ဗျားတို့တောင်းသေချာပြည့်ဒီတရားတွေမှမလာပဲပြည့်ရောပေါ့ဗျာသမာဥပါဒံကံမလာရင်ဘယ်နဲ့လဲပြည့်ပါဘူးဝိဇ္ဇာတန်ခါရမလာရင်ပြည့်ပါဘူးသောကပရိယောမလာရင်ပြည့်ပါဘူးကဲတော့ပြည့်ဒကာဓမ္မတို့ဘယ်နဲ့ကြောင့်ပြည့်တယ်တော့မေးတော့ဩအလုံးလုံးပြီလို့ပြည့်မှန်ပါပါဘယ်လိုဆုံးဖြတ်ချက်ချအဲ့ဒါခင်ဗျားတို့ကသူများပြောတဲ့ကြားနဲ့ရောင်းနေပါနဲ့ဒီမှာအမြင်ပြထားပါပြီအမြင်ပြထားပါပြီဒကာဓမ္မတွေကတောင်းရလို့ဆိုတော့တောင်းမနေနဲ့ဟုတ်ရိမ့်မိဗလားတောင်းရတာဆိုရင်လူသိဝင်မရှိမဲ့တကယ်တမ်းပရိစ္ဆေသမုပ္ပါပြတ်မှာခန္ဓာကိုယ်ကြီးကပရိစ္ဆေသမုပ္ပါခန္ဓာကိုယ်လို့ဆိုတာလူတိုင်းသိပြီးသားပါမှန်ပါပါဒီလိုပဲလဲတော့မှာပဲမပြအောင်လုပ်တဲ့ပုဂ္ဂိုလ်ဝင်လှဲ့မယ်ပြအောင်လုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်မလဲဘူးဆိုတော့ဒီဥပဒနာလုံးနေတဲ့ပုဂ္ဂိုလ်ကဒီနောက်လာမဲ့ပရိစ္ဆေသမုပ္ပါဥက္ကမဘာလို့ဖြတ်ပါလဲဖြတ်တာထောက်လိုက်လို့ရှိရင်ဖြင့်ကျုပ်ပဲလေးပဲလို့ပါလေလို့ဆိုဖို့လို့သေးလားမဖြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ကျုပ်ပဲလေးပဲလို့ပါလေဆိုမှသူကစင်တိုင်းကောင်းမှာပဲမကောင်းဘူးလားအဲ့တော့ခင်ဗျားတို့သူများပြောတဲ့ရားကိုခင်ဗျားတို့ညာဆုံးမနေပါနဲ့အခုအမြင်ကိုလမ်းဆုံးပါမှန်ပါပါဒီမှာဥပဒနာရှိကထားလိုက်တဲ့ဒါပြတ်မပြတ်အပေတော်မှတရားတွေတန်တရားလည်းမဲ့တရားတွေပြတ်ပါပါဒါကူတော့မပြတ်ပဲနဲ့ခင်ဗျားတို့ကအလကားနေဆူလေးတင်တောင်းနေတယ်ဖြတ်တဲ့လောက်ကိုတော့မလုပ်ဘူးဒါတွေတော့ငါတွေသူတွေထင်းနေမယ်ဆိုရင်ရပါမလားမရဒါတွေပဲလာမှာပဲလာသေးတဲ့ပြင်နေတဲ့ဥက္ကမောတားလို့စီးလို့မရဘူးသဘောပါကောင်းပြီဒါဖြင့်ဓမ္မတို့အလုတ်ခွင်ဝင်မှသေးကြတယ်ဘယ်လိုဆုံးရအလုတ်ခွင်မှသေးကြတယ်ဆိုတဲ့ဥစ္စာအမတမရှင်းပါတယ်ဒကာဓမ္မတို့ကောင်းပြီဒါဖြင့်သူတော်ပြည့်မပြည့်တောင်မှပညာဥရှိမှလို့ဆိုတော့ဥပါမီပညာဆိုတာကခင်ဗျာဒိဋ္ဌိဖြုတ်တာဗျာရှင်းမလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဝိသိကိစ္စလွန်မြောက်ပလားတဲ့ဘာနဲ့လုံးမလွန်မြောက်မယ်ဆိုတာကိုပေါ်ကြပါနောက်ကပရိစ္ဆေသမုပ္ပါမဆက်မရင်လွန်မြောက်တာဆက်မရင်ဝိသိကိစ္စနဲ့ဒိဋ္ဌိဝိသိကိစ္စလာတာပဲရှင်းပြီနော်မနေ့ကတော့ဗဇပြောနဲ့ဒကာဓမ္မတွေဘုန်းကြီးရှင်းပေးတယ်ယနေ့တော့အလုတ်ခွင်နဲ့ရှင်းပေးတယ်လို့မှတ်ရသူကောင်ဘယ်ဟာသာသိကြလားဟောဝိတ္တိဖြတ်ပြတာပရိစ္ဆေသမုပ္ပါဖြတ်ပြတာသိကြပြီနော်ဒါဖြင့်ငါတို့ကဏ္ဍမှာဒီဘဝတော့ဆရာဘုန်းကြီးဟောတာဟုတ်ပါလေဒီပေါ်လာတဲ့စိတ်ကလေးတွေကိုဖြစ်ဖြစ်ရှုလိုက်လို့ရှင်းရင်နောက်ကြောင်းတွေအကုန်ပြတ်တယ်လို့ဆိုတော့အခုလာမဲ့ဒီဘဝမှာဒီဘဝအကြောင်းတွေဒီဘဝကနေပြီးသွားမဲ့အကြောင်းတွေတော့ပြတ်တာပေါ့လေကိုကနောက်တုန်းကမိုက်ခဲ့တေးခဲ့ဝေခဲ့တာတွေကနောက်အကြောင်းတွေကတော့ပြတ်မှပြတ်ပါမလားလို့ဒီဟာကိုလေခင်ဗျားတို့တန်ရမလားနဲ့နောက်ကဟာတွေပါဒကာရမတို့အဟောတိကံဖြစ်တယ်လို့ဆုံးဖြတ်ရချာဘယ်လိုဆုံးဖြတ်ချာနောက်ကတွေပါဟောတိကံဖြစ်တယ်ဆိုတဲ့ဥစ္စာသိကြအောင်ပြောပါမယ်တဲ့ဒကာရမတို့မဂ္ဂင်၅ပါးက၈ပါးဖြစ်ရင်ဟောတိကံဖြစ်တယ်သဘောကျလားမဂ္ဂင်၅ပါးကဟောတိကံဖြစ်တယ်ဆိုတော့ဒါဖြင့်အခုဟာလည်းတပည့်ရောကြောက်ပါဗျာဒီဘဝသေသွားမှလည်းကြောက်ပါနောက်ကတွေကဝင်ပြီးတွန်းလိုက်မှလည်းကြောက်ရသေးတယ်ဗျာဆိုတော့ငါးပါးက၈ပါးဖြစ်အောင်ပုံလုပ်လိုက်ရင်အေးသွားတာပေါ့သဘောကျလားဘာလုပ်ရမလဲငါးပါး၈ပါးဖြစ်အောင်လုပ်ဖို့များအလွယ်လေးပါဗျာဟုတ်လားခင်ဗျားတို့ငွေစုတဲ့ခါကျတော့ရော့သွားတာကြိုက်သလားပေါ့ရှိအောင်လို့စုအောင်မတော်မလဲတိုးစုကြသလားဒီနဲ့တိုးစုလိုက်တာပေါ့ရှင်းပြီလားတိုးစုလိုက်လို့ရှိရင်ဒါပုံမပြီးမလုံးတော့ဘူးလားအဲ့တော့ငွေကြတော့တိုးစုရှင်တယ်ဒီ၅ပါးက၈ပါးဖြစ်မှာတော့တုံးမြောင်ကြောက်တယ်ဆိုလို့ရှိရင်ဘာများတိုင်းမှဘာလို့မရှိမှာလဲဟုတ်ပြီဘူးလားဒါဘုညာနာအောင်ဆိုတာလားခင်ဗျားတို့ပြင်းတာကြောင့်ပေါ်လာတဲ့လက်တယ်လားပြင်းတယ်၈ပါးပြည့်တော့ကို
အခုเจ้าနဲ့ဖြတ်တာမဟုတ်ဘူးနောက်เจ้าနေပါဖြတ်တာသဘောကျလား7ပါးပြည့်တော့ကိုနောက်ပါကြောင်းအခုเจ้าလည်းပြနောက်เจ้าလည်းပြသိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ခုနကပြောခဲ့တဲ့အတိုင်း5ပါးတဲ့မရဖဲနဲ့7ပါးပြည့်စုံအောင်လုပ်ကြပါဆိုတာတိုက်တွန်းလိုက်ပါတယ်ကမိစ္ဆာဒိဋ္ဌိပယ်ရပါလားပယ်ရပါဘူးသကုဝိဇ္ဇာနာနိစ္စတောသန္နာတောပတ္တတောမိစ္ဆာဒိဋ္ဌိပဟိတိတန်ရုပ်ပါဠိတော်ဒီမြင်စိတ်ကလေးကိုအနိစ္စလို့ဖြစ်ပြီးပြတ်တယ်လို့သာခင်ဗျားတို့ဟောဒီမဲ့ခင်နဲ့သာရှုပါတဲ့သမာဓိဋ္ဌိမဲ့ခင်ဒီထဲမှာပါပါပြီမပါသေးဘူးလားပါပါသမာဓိဋ္ဌိမဲ့ခင်ပါယုံမင်လားအနာဂတ်ကြောင်းနေများပြတ်သေးတယ်မှန်ပါပါဒါဖြင့်ဘယ်နဲ့ကြောင့်ပြတ်ပါလိမ့်မလို့ဆိုတော့သူ့ကိုယ်ကဒိဋ္ဌိခွာလို့ဒိဋ္ဌိအဆက်မလာတာမှန်ပါပါဒိဋ္ဌိခွာလို့ဒိဋ္ဌိအဆက်မလာသိကြပါလားသိပါပါဒိဋ္ဌိခွာတဲ့အတွက်ဒိဋ္ဌိအဆက်မလာနေရကြပြီတဲ့သမာဓိဋ္ဌိဝင်တဲ့အတွက်တဲ့အမြင်မှန်ဝင်လာတဲ့အမြင်မှဝိဇ္ဇာကိုလာသေးရဲ့မလာတော့ဒိဋ္ဌိရဲ့ဝိသိကိစ္စကမသေးလားဗျသိပါဘူးအဲ့ဒါဒိဋ္ဌိဝိသိကိစ္စသေးတာကိုတိဏ္ဍဝိသိကိစ္စလို့ဆိုတာဒါပါပဲသူသေးတာကိုဆိုတာပါသဘောကျအဲ့တော့ရှုတာရှင်းလို့ရှင်းဖြင့်နောက်ဝိသိနောက်နှစ်ခုမလိုက်တာပဲဥပအောင်ရှုတာမရှင်းရင်တော့လိုက်မယ်ဆိုတော့ဩဒါဓမ္မဖြစ်ဓမ္မပြတ်တယ်မြင်စိတ်ကလေးဖြစ်မြင်စိတ်ကလေးပြတ်တာမှတော့ဘာမှမရှိဘူးငါမြင်တာလည်းမဟုတ်ဘူးသဘောကျလားမြင်တာတွေကလို့ဆိုရင်ဖြင့်သူတစ်ပါးလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဒီဥစ္စာဓမ္မကမြင်တာပဲသဘောကျဓမ္မအမြင်ဓမ္မကလည်းပုဂ္ဂိုလ်လေးလားတ attva လေးလားလို့သံတရားမရှိတယ်ဓမ္မကဓမ္မပဲလို့မှတ်လိုက်ဒီလိုဆုံးမဲ့တဲ့ချလိုက်ပြီးတာပဲဒိဋ္ဌိဝိသိကိစ္စပြုတ်ထွက်သွားသိကြပါလားသိကြပါဘူးဩဒါဖြင့်အနန္တကြီးကြီးတဲ့ချက်မို့ဥက္ကမောင်ရေနိုင်သုံးမှတ်တည်ပြောနေမှန်ပါဗျာကဲဒိဋ္ဌဝိသိကိစ္စသဘောကျပါလားကျပါပါအလုံးဝင်မှနော်မှန်ပါဗျာအလုံးခွန်ဝင်တော့ဘုရားဓမ္မတို့အနာဂတ်ပရိစ္ဆေသမုပ္ပါဘာဖြစ်သွားလဲပြတ်သွားပါဗျာဒါသုမတော်ဝဲနဲ့ပြေးတာလို့ပါမှန်ပါဗျာအပယ်လေးပါးမှလွှဲရပါလို့ဆိုတာသုတောင်းလို့ပြေးသွားတာလားသူလမ်းစဉ်ဖြတ်လိုက်လို့ပြေးသွားတာလမ်းစဉ်ဖြတ်လိုက်ပြေးသွားတာရှင်းပြီနော်ကောင်းပြီဒါဖြင့်လမ်းစဉ်ဖြတ်ကိုသေချာချာဂရုစိုက်ပါဆိုတာလေးနဲ့ဆိုပဲခင်ဗျားတို့နေ့တိုင်းရှိထားပြီးပြောပေးနေတယ်လို့မှတ်တတ်ပါ့ဗျာမှန်ပါဗျာဒါဖြင့်ဒကာဓမ္မတွေမျိုးလုံးသိပေါ်တယ်ထို့တူပေါ့ဗျာဒီထဲကမြင်စိတ်တင်ရှုခြင်းရှုဒီထဲမှာလည်းမြင်တဲ့ဝေဒနာရှုလဲတူတူပဲမှန်ပါဗျာသဘောကျတင်ညာရှုရောတူတူပါအတူတူပဲလို့ဒကာဓမ္မတွေတခုရှုကုန်ပါသွားတာကြီးပဲလို့မှတ်ပါကောင်းပြီဒါဖြင့်သောတာဝိညာဉ်ဒီတိုင်းကာဏဝိညာဉ်ဒီတိုင်းသူအနိစ္စလာမြင်လို့ရှိရင်ဖြင့်မိစ္ဆာဒိဋ္ဌိအကုန်ပြုတ်မှာပဲမှန်ပါဗျာမနောဝိညာဏဆိုတာလေးနည်းနည်းပြောပါအောင်မယ်ဒကာဓမ္မတို့ဒကာဓမ္မတို့ကနာဝန်းထဲမှာမနောကြည်ဆိုတာရှိတယ်နှလုံးသွေးအကြည်လေးတွေရှိရေကြည်လေးပေါ့အဲ့ဒီရေကြည်လေးကိုဒကာဓမ္မတွေအိမ်မှာရှိတဲ့ပစ္စည်းဘက်ကိုလှည့်လိုက်ဒီကနေလှည့်နော်လှည့်လိုက်လို့ရှင်ဟိုထဲမှာရှိတဲ့ရွှေလေးငွေလေးတွေကိုနှလုံးသွေးထဲမှာမြင်တဲ့သဘောလေးမပေါ်ဘူးလားအဲ့ဒါမနောဝိညာဉ်လေးပေါ်တာပဲဒီကမနောကြည်နဲ့ဟိုစိတ်ဓာတ်ထဲမှာထားတဲ့ပစ္စည်းနဲ့တိုက်မိလို့ပေါ်လာဓမ္မယုံနဲ့တိုက်မိလို့ဟောဒီမနောဝိညာဉ်စိတ်ကလေးပေါ်လာအဲ့ဒီမနောဝိညာဉ်စိတ်ကလေးကလည်းခေါင်းကပြောတဲ့အတိုင်းသူခန္ဓာလေးပါးနာမခန္ဓာလေးပါးနဲ့တပြိုင်နဲ့ပေါ်လာပဲသဘောကျလားအဲ့ဒါလေးလည်းမနောဝိညာဏနိစ္စတောဇာနာတောပတ္တတောမိစ္ဆာဒိဋ္ဌိပဟိတိလို့ပါဒါလေးကဖြစ်ပြီးပြည့်တယ်လို့ရှုပေးတော့သဘောကျလားဖြစ်ပြီးပြည့်တယ်လို့ရှုပေးလိုက်တော့ကိုမကင်ဘဏ္ဍပါဝင်လာငါးပါးဝင်လာတော့ဒိဋ္ဌိဝိသိကိစ္စဘယ်နဲ့နေတော့ပြတ်သွားဒိဋ္ဌိအစဉ်ဆက်လာသေးလားမလာပါဘူးဝိသိကိစ္စမလာပါဘူးဒါဘယ်နဲ့ကြောင့်မလာပါလဲဒကာဓမ္မတို့မဲ့သူလမ်းစဉ်ဖြတ်လိုက်လို့မလာပါဘူးဥပဒေရင်သူလမ်းစဉ်ဖြတ်လိုက်တာမဟုတ်ဖြတ်လိုက်ပါခင်ဗျားတို့မရှိဘဲနေရင်တော့သူလမ်းစဉ်တိုင်းဖြောက်မသွားဘူးဖြောက်ပါဘူးကျန်တာငါပဲဆိုတော့တဏှာဥပါဒံကံလာမှာပဲကျန်တာငါမဟုတ်ကလားလို့လုံးချင်လို့ရှိရင်ဖြင့်လဲဝိသိကိစ္စလာအောင်မှာပဲဝိဇ္ဇာသင်္ခါရလာမှာပဲမလာပဲဘူးလားကောင်းကောင်းရှင်းမလားရှင်းပါပြီဩဒါဖြင့်ဒါလေးရှိကဒကာဓမ္မတို့ထည့်ပေးပါနေကြံစည်တဲ့စိတ်ကလေးကကြံစည်ပြီးပြတ်တာပဲကြံစည်တဲ့ဓမ္မလေးကပေါ်ပြီးကြံစည်တဲ့နေရာမှာဝန်းထဲမှာပေါ်ဝန်းထဲမှာပဲနှလုံးသွေးထဲမှာပေါ်နှလုံးသွေးထဲမှာပဲပြတ်သွားတာပဲလို့ညာလေးနဲ့လိုက်ပြလိုက်တယ်ဘာကြလိုက်ပြလိုက်တဲ့အတွက်ဒကာဓမ္မတို့ပဋိစ္စသမုပ္ပါဆိုတဲ့တန်ត្រရဆက်ရကြီးရများတို့ညာကနေဖြတ်ချလိုက်တာပါ
သေးရှာလိုက်တယ်မှာလွန်လို့မှန်ပါဗျာဒုက္ခမောင်မှန်ပါဗျာမသေးကြဘူးလားသိကြပါဗျာအဲ့တော့ဓမ္မပါပဲနဲ့တရားဟောလို့လည်းမဖြစ်ဘူးဓမ္မပါပဲနဲ့ပြတ်ပါတယ်ဆိုတော့လည်းဘယ်သူမှမယုံဘူးမှန်ပါဗျာအခုတော့ကနေနေတာယုံပါလေသေချာအမြင်ပြတာကိုခင်ဗျားတို့ရထားတဲ့ခိုက်တာပဲဒိဋ္ဌံသီဖတ်တော့ဖတ်တတ်ဖြစ်เสียဝေဒနာတွေတဲ့ဝေဒနာပါနေဝေဒနာဖြစ်เสียဒိဋ္ဌိတဏှာဆိုလည်းဟုတ်တာပဲဒိဋ္ဌိဆိုရင်နော်ဝေဒနာဖြစ်เสียဟုတ်လားဒီမှာဝိသိကိစ္စလာတော့ဝေဒနာကြောင့်အဝိဇ္ဇာလာအောင်မှာပဲမလားဘူးလားလာမာတွေရှိနေတာခင်ဗျားတို့ကရထားတာဝေဒနာဖြစ်เสียတဏှာလာနေတာဟိုတဏှာလည်းအဝိဇ္ဇာပါပြီးတော့ပေါ့ပါပြီးတော့ပါဗျာဒီတိုင်းမနေဘူးလားနေပါဗျာအဲ့တော့ဝေဒနာခေါင်းကပြောခဲ့တယ်ဝေဒနာရှုရှုမနောဝိညာဉ်စိတ်ရှုရှုလိုက်လို့ရှိရင်တော့ဖြင့်နောက်ပရိစ္ဆသမုပ္ပါနေရာမှာမဲ့ဝင်နေတဲ့အတွက်လာနေကြနိယမတရားရှိဥပါရင်ပြတ်သွားပြတ်ဘူးလားပြတ်ပါဗျာလာနေကြနိယမတရားပြတ်သွားတော့ဩငါတို့ဖြင့်ဒီကံတရားဓမ္မငကိုကလဲခဲ့တာပေါ့နိယမအတိုင်းလဲနေလို့မှန်ပါပါငကိုတော့ကနိယမအတိုင်းဆိုတော့ဆောင်းပြီးနေပြီးမိုးပြီးတော့ဆောင်းဒကာဓမ္မတော့လှည့်နေတာဘယ်သူကဖြတ်ပေးမယ်လို့ရှိသေးတယ်အဲ့တော့မိုးရွာဆွနေပူ6မိုးရွာဆွနေပူ6တလဲနေတာပဲမှန်ပါဗျာအားရလို့များရှိသေးရလားရှိပါပါသဘောကျလားမိုးရွာရင်နေပူရင်နောက်တခါတော့ဘာလို့ပြန်နော်အမခင်များတို့ဟိုပဲဒီဥစ္စာကြီးသဘောကျနေတာကိုသဘောကျနေတာမိုးရွာဆွနေပူ6ဆိုတဲ့ဥစ္စာတလိ္ဆာမြရိပ်မိလားဘုရားဆိုရတဲ့တိရစ္ဆာန်တော်တဲ့တိရစ္ဆာန်ဘုရားထိမိုးဆုံးပေးသေးတယ်ဟမ်နေပူ6တဲ့အခါကျတော့တရားဓမ္မတို့သူသိတယ်ဘုရားထိမိုးပေးသေးတယ်သဘောကျအဲ့ဒါမိုးရွာဆိုနေပူ6ဆိုတာဒီဥရုနီမှာလှဲ့နေတယ်ဥရုနီမှာလှဲ့တာကိုဒီတတ္တဝါတွေအကုန်ခံနေရခံနေရတော့တရားဓမ္မတို့ဟောကြောက်ပေါ်မှုလဲဥရုလောက်မှနေတော့ခံရမှာပဲမခံရဘူးလားကောင်းကောင်းမှုလဲနဲ့ရင်နာမှုကောခံရမှာပဲအသားရည်တွေတွန်းလိုက်မှုကောဟုတ်လို့တော့နိယမပါဗျာနိယမဖြစ်နေတယ်နိယမကိုခင်ဗျားတို့ကသူကတော့နိယမပဲကျွတ်တော့ဒီလောက်ကလော့နေမယ်ဆိုရင်ဖြစ်တာဒီလောက်ကလော့နေမယ်ဆိုတော့ဓမ္မလာကြီးနဲ့သဘောကျလားဓမ္မလာရုပ်ကမှမနဲ့တယ်လုပ်ပါပါအခုတော့ဒါလောင်လို့နေတော့မိုးရွာဆိုနေကူ6တိုင်းကျွတ်လို့ပါနေမပါဘူးလားပါပါခိုင်းတာဖြင့်ဓမ္မတို့ပြင်မို့ဆင်မို့ချိန်လေးရှိသေးဘယ်လိုဆိုကြပါဒါတချို့နည်းနည်းကြံတယ်ဥပကြီးလို့ဆိုနည်းနည်းကြံတယ်ဘယ်နဲ့ဆိုကြနည်းနည်းကြံတယ်ကတနည်းပြောမနှုံးနဲ့တော့တတိပေးရသေးတယ်နည်းနည်းတွေကခင်ဗျားတို့သိနှုတ်ချင်တယ်နည်းနည်းတွေကနှုတ်တာတော့မိုက်တယ်ပဲရှိမလားရှိသေးရလားခိုင်းတာဖြင့်ဓမ္မတို့မနောဝိညာဉ်စိတ်ကလေးကိုလည်းမနောဝိညာဏအနိစ္စတော့ဇာနာတော့ပတ္တတော့မိစ္ဆာဒိဋ္ဌိပဟိတိမှန်ပါပါကဲမိစ္ဆာဒိဋ္ဌိမနောဝိညာဉ်ကိုအနိစ္စဒုက္ခအနတ္တရှိမှာတဲ့ငါတင်သူတင်မိစ္ဆာဒိဋ္ဌိဖြစ်မယ်မှန်ပါပါငါတင်သူတင်တော့မိစ္ဆာဒိဋ္ဌိဟိုငါကြံစီဘယ်လောက်တဲ့တုံးกว่าဥက္ကမောင်ကြားလုံးနေပါလို့မှန်ပါပါဒီတိုင်းမနေဘူးလားအဲ့တော့ကိုတဲ့မနောဝိညာဉ်အိဋ္ဌပါရရလားမနောဝိညာဉ်ငါကြံစီဘယ်လောက်တဲ့တုံးဆိုတော့မနောဝိညာဉ်ငါထင်လိုက်ဘူးလားအိုငါကြံလို့ဒီပစ္စည်းတွေဟာဒီအိမ်ရောက်လာတာပေါ့กว่าငါဥစ္စာတွေဖြစ်လာတယ်မလားဘူးလားအဲ့ဒီတည်းကဒီပရိစ္ဆေသမုပ္ပါကိုတရားဓမ္မတို့ဒီပြောတယ်ဆိုတာကပုဂ္ဂိုလ်ကလည်းမပြောနိုင်ဘူးဟောဒီဓမ္မလေးကပြောတယ်ဝိပဿနာမရှိတဲ့ဓမ္မလေးကပြောတယ်မှန်ပါပါငါကြံတာဘုရားမောသူကပြောတာဒိဋ္ဌိလောဘကပြောတာမဟုတ်မှန်ပါပါဟောငါကြံလို့ဘောကဟောဒီပစ္စည်းငါကိုယ်တိုင်ဟောကင်ပြမယ်မင်းတို့ဒီဥစ္စာမပြောပြနိုင်တဲ့ပစ္စည်းဥပါဒံကလည်းတခါတော့ပြောလာတာပဲကာယကံဝစီကံနဲ့လည်းတခါလဲဝဇ္ဇကလည်းပြောလာတာပဲကာယကံနဲ့လည်းဟုတ်မှလည်းညှို့ထုတ်ပြလိုက်တယ်ဒါကြည်စားငါကြံစီကောင်းလို့ပစ္စည်းတွေတကုန်ကြီးအစရှိနေတဲ့ဒီဥစ္စာဒကာဓမ္မဥပဒနာရှုလို့ပြောတဲ့တန်လားဥပဒနာမရှိလို့ပြိဿသမုပ္ပါဆင်းလာတာလားသိကြပါလားသိကြပါခင်ဗျားတို့ကတော့လူကြီးမှုပြမသိမှဆိုလို့ထုတ်ဖော်နေရတယ်ဩအပယ်ထုတ်ဖော်နေတာကိုမှန်ပါဗျာရိပ်မိကလားဒီကအောင်ကြီးကြွားကြံသေးလားခင်မကြွားနဲ့လူကြီးကသိကြွားကြံတယ်နော်လူကြီးကသိကြွားကြံတယ်ကြွားတာဘယ်သူကကြွားတယ်ဆိုတာဥက္ကမောလက်သက်ပေါ်ပါဟုတ်ပါပါဘယ်လိုဒိဋ္ဌိတို့ဒိဋ္ဌိကကြွားတယ်တဏှာကကြွားတယ်ဥပါဒံကကံကရောအိုးကံကငါပြောနှထောင်သားမှာกว่าဆိုတော့ဝစီကံငါပြောရင်လည်းမင်းတို့မရှုပ်ပါနဲ့မင်းတို့မိမတွေဟာ
အစရှိပြီနဲ့ဝစီကံကလည်းမလာဘူးလား လာပါဗျာ ကာယကံကမင်းတို့သွားလို့ရှိရင်ဒီဥစ္စာထားမြောက်မဟုတ်ဘူးငါထားသွားမယ်ဟောကာယကံကလည်း မှန်ပါဗျာ ဒါဘာဖြစ်လာတာတော့မေးတော့အိုးငါပယ်သွားလိုက်ဦးမပြောတာရင်းပြီလားသွားလုံးထုတ်တာမဟုတ်ပါဘူးရင်းပြီကြလားဒါပြိဿသမုပ္ပါဆက်တာခမည်းတော်ပြောတဲ့အတန်ကတဏှာကပြောတဲ့အတန်ဥပါဒံကပြောတဲ့အတန်ကံကပြောတဲ့အတန် မှန်ပါပါ ဒါတွေချုပ်သွားလို့ရှိရင်လူသေးဖြစ်မှာပေါ့ဗျာ မှန်ပါ ခုဒါတွေပြောနိုင်ဆိုနိုင်တယ်ဆိုတော့သိကြကြ သိကြပါ တဏှာကပြောတဲ့အတန်ကော သိကြပါ မရှိဘူးလားဥပါဒံကပြောတဲ့အတန်ကောကံကပြောတဲ့အတန်ကောရှိတယ်တဲ့ဝိတ္တကဝိဇ္ဇာကဝစီသင်္ခါရောဆိုပဲဗျာသိဝစီသင်္ခါရကံကလည်းပြောရဲ့ပဲသဘောပါကြဒါဖြင့်ရွာတဲ့ပုဂ္ဂိုလ်ဂုံထုတ်ခြင်းတဲ့ပုဂ္ဂိုလ်ဘယ်သူကထုတ်တာတုံးဆိုဟောဒီပရိစ္ဆေသမုပ္ပါထုတ်တာဗျာဒီပရိစ္ဆေသမုပ္ပါကဘာတော့အပေသွားမယ်အကြောင်းဗျာရင်းမိဗလားအဲ့တော့ဂုံထုတ်တဲ့လူအပေသွားဖို့ပဲဆိုတော့သိကြတယ် သိကြပါ မသိကြဘူးလား သိကြပါ ကောင်းပြီဒါကလည်းငါရဲ့လို့ပေါ်လာလို့ပြောတာနော် မှန်ပါ ငါမရှိသေးလိမ့်မယ်မလားဘူးလေခင်ဗျာ ပြောပါတယ် ဟမ်ရှိပြိဿကဒီကစား မှန်ပါ ဥက္ကမဒီကမစားသေးဘူးလား စားပါစား ငါမရှိသေးလိမ့်မယ်ဆိုတော့တခါလေဒီနာဂကြောင့်တစ်ခုပေါ်မလာဘူးလား ဟောလာပါဗျာ ငါမရှိသေးလိမ့်မယ်ဆိုတော့တခါလေဒိဋ္ဌိဆိုတဲ့ပြိဿကစလာ လာပါ မလာဘူးလား လာပါဗျာ အဲ့တော့ကိုဒိဋ္ဌိလာလို့ဒိဋ္ဌိဒီဟုသောတဏှာလာလို့ရှိရင်ဥပါဒံကနေပါအောင် နေပါဗျာ မနေလားဥပါဒံကလည်းဆွဲလန်းလာရအောင်အဲ့တော့ကာယကံဝစီကံကလည်းတဲ့ကဲဒါဖြင့်ငါမရှိမင်းတို့ခက်စီရဲ့ဆိုတဲ့ဝစီကံကလည်းထွက်လာတာ ပဲပါဗျာ ကာယကံကလည်းရှိတုံးမဲ့လှုပ်ထားကြဥမာပဲဆိုတဲ့ကာယကံကလည်းပြားလာတာမပြဘူးလား ပြားပါဗျာ အဲ့တော့ပြားတော့ဘယ်ရောက် မှန်ပါ ရိမ့်မိဗလားပြားတော့ဘာဖြစ်ဩခင်ဗျားတို့ကတော့မသိဘူးခင်ဗျားတို့ကမသိဘူးပြားတာပါလိမ့်မလို့မေးတယ်ကာယကံဝစီကံပြားတာပြားတာပါလိမ့် အဲ့တော့သေသွားတာတကယ်လို့ကိုသေသွားတော့ပြာသမားကဘယ်ရောက်သွားတော့လို့မေးဖို့မလိုဘူးလားပြာသမားကဘယ်လေးပါရောက်တာပေါ့ကာမဘဝပြည့်စရာအပေဇာတိမလာဘူးလားအဲ့ဒါဒီကားလို့ဆိုရင်ဘယ်ကလာတာတုံးဆိုတော့ငါမရှိသေးလိမ့်မယ်ကလာတာသဘောကျလားဒိဋ္ဌိကနေဥပါဒကနေကံကနေတေဟုတ်ဒီလိုကြီးပဲရှောက်မတော့ဘူးလားရင်းမိမလားဒါဖြင့်ဒကာဓမ္မတို့အမှန်တန်ဆိုးနေတဲ့သဘောပေါ်ပါလားဒါဖြင့်ဘာနဲ့ဖြတ်ကြမယ်ဥပဒနာမနဲ့ဖြတ်၅ခုနဲ့ဖြတ်ရင်ဒကာဓမ္မတို့နည်းနည်းလိုတယ်ဘာနဲ့ဖြတ်မလဲ၈ခုနဲ့ဖြတ်ချင်တော့လေအလွယ်လေးပဲဒီဖြစ်ဖြစ်ဆုံးအောင်လုပ်လိုက်ရုံနဲ့ဒီပေါ်တဲ့ဝိညာဉ်တွေကနောက်ဘယ်တော့မှမပေါ်အောင်ဆုံးအောင်သာရှုလိုက်လို့ရှိရင်ဖြင့်ကိစ္စမပြီးဘူးလားပြီးပါသဘောပါလားကဲယနေ့ဒီရင်တော့ပါအောင်